ကဲဥစဉ်တို့တော်ကောင်းတို့တွေတရားဟောတရားနာတရားအလူတော်မဆကြခင်တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအားရှိဥစွာပူဇော်ကြတော်သောအဖြစ်ဥစဉ်ကဂင်္ဂဝါလူသဲစုမကပွင့်တော်မူသွားခဲ့ကြပြီးဖြစ်သောသဗ္ဗညုတဉာဏ်တော်ရှင်မြတ်စွာဘုရားရှင်တိုင်းဟောကြားဆုံးမအပ်တဲ့ဩဝါဒပါတိမောက်ဒေသနာတော်ဖြင့်ပူဇော်ကြတော့ပါမယ်ဒုဒကဓမ္မအလုံးကလက်ဥချီအာယုံပြုပြီးတော့ငါတို့သည်ဘုရားရှင်တိုင်းဆုံးမအပ်သောအဆုံးမဩဝါဒကထာကိုငါတို့နားနဲ့ဆက်ဆက်ကြားနာပူဇော်ခွင့်ရကြပြီလို့ဒီလိုနှလုံးသွင်းပြီးတော့နာယူပူဇော်ကြရအောင်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသဗ္ဗပါပတ္တအခရဏံကုတလတ္တဥပသံပဒာသစိတ္တပရိယောဒပနံဣဒံဗုဒ္ဓနာသာသနံခန္တီပရမံတပောတိတိခာနိဗ္ဗာနံပရမံဝရန္တိဗုဒ္ဓနာဟိပပ္ပစိတောပရုပဂာတိနာသမနောဟောတိဝိဟိထယံတောအနုပဝါဒောအနုပဂါတောပါတိမံအကျင့်မပြုကျင့်ခြင်းသည်၎င်းကုသလသကုသိုလ်ကိုယာဥပသံပဒာအကျင့်ပြည့်စုံစေခြင်းသည်၎င်းယံသစိတ်တပရိယောဒပနံအကျင့်မိမိစိတ်ကိုဖြူစင်စေခြင်းသည်၎င်းအဋ္ဌိရှိ၏ဣတံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့ဤသာသနာကြီးစွာသောအဆုံးအမတော်သည်တိတိခာသီခံခြင်းဟုဆိုအပ်သောခန္တီသီခံခြင်းခန္တီသည်ပရမံမြတ်သောတပောအကျင့်သည်နိဗ္ဗာနံကိလေသာမှငြိမ်းအေးခြင်းနိဗ္ဗာန်ကိုပရမံမြတ်ဤဟု၍ဗုဒ္ဓမြတ်စွာဘုရားရှင်တို့သည်ဝရန္တိဟောတော်မူကြကုန်၏ပရုပဂာတိသူတစ်ပါးအသက်ကိုတပ်ဖြတ်လေရှိသောသူသည်ပပ္ပစီတောယဟန်မြည်သည်ဝါမြတ်သောအကျင့်ကိုကျင့်သုံးသောသူသည်နဟိဟောတိစင်စစ်မဖြစ်ပရံသူတစ်ပါးကိုဝိဟိထယံတောကိုစိတ်ပင်ပန်းအောင်ညင်ပန်းနှိမ့်ဆက်လေရှိသောသူသည်သမနောဗုဒ္ဓဤတပိတာသာဝကမြည်သည်ဝါစိတ်နှလုံးငြိမ်းအေးချမ်းသာသူသည်နဟောတိမဖြစ်အနုပဝါဒောမဆွဆွဲမကဲ့ရဲ့ခြင်းသည်၎င်းအနုပဂါတောမငြင်းစေမနှိမ့်ဆက်ခြင်းသည်၎င်းပါတိမောက္ခိအကြီးမှုဖြစ်သောကာယဝစီမနောသုံးလီသောသီလတို့၌သံဝရောစကောင်းစွာဆောင်စည်းခြင်းသည်၎င်းဗတ္တသမိန်ဆွမ်းဘောဇင်ဤမတ္တင်ညုတာစအတိုင်းရှိကိုသိသည်ဤအဖြစ်သည်၎င်းပန္တင်စတယနာတနံစိတ်ငြိမ်ရာဖြစ်သောနေရာကြောင်း၌နေခြင်းသည်၎င်းအတ္တိစိတ်တိစိတ်ကိုအစိုးရခြင်းဒီဟုသောအတ္တိစိတ်တသိက္ခာပရ၌အာယောဂောစလုံးလပြုခြင်းသည်၎င်းအဋ္ဌိရှိ၏ဣတံဤအဆုံးအမပေါင်းတို့သည်ဗုဒ္ဓနာပွင့်တော်မူပြီးကြကုန်သောရှင်တော်ဗုဒ္ဓမြတ်စွာဘုရားရှင်တို့ဤ
သာသနံကြီးစွာသောအဆုံးအမတော်သည်ဩဝါဒပါတိမောက္ခိဤဩဝါဒပါတိမောက္ဒေသနာတော်သုံးဂါထာတို့ကိုအခါတာရောသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောအတ္တိတာကင်္ဂဝါလူသေးစုမကပွင့်တော်မူပြီးဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်မြတ်စွာဘုရားရှင်တို့သည်၎င်းအနာဂတနောင်ပွင့်တော်မူလက်တန့်ဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်အရှင်မေတ္တိယအစရှိကုန်သောမြတ်စွာဘုရားရှင်တို့သည်၎င်းပစ္စုပန်နာပွင့်တော်မူစေဖြစ်တော်မူကြကုန်သောယေဗုဒ္ဓသအကျင့်အရှင်ဂေါတမမြတ်စွာဘုရားရှင်တို့သည်၎င်းတန်တိထင်ရှားပုံသည်ရှိတော်မူကြပါပေကုန်၏အဟံယုံနာနှဖျားငါခန္ဓာကိုသူငါမေခောဖရာတပိတော်သည်တပ္ပိခတ်သိမ်းဥတ်တုံအလုံးစုံကုန်သောတေဗုဒ္ဓေဩဝါဒပါတိမောက္ဒေသနာတော်တို့ကိုသဗ္ဗညုတာရွှေဉဏ်တော်မြတ်ဖြင့်ဟောကြားဆုံးမတော်မူအပ်ကုန်သောပွင့်တော်မူပြီးပွင့်တော်မူလက်တန့်ပွင့်တော်မူစေထိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ကိုဝန္ဒာမိကာယဝစီမနောချီလျက်သုံးလီဒွါရပနာမဖြင့်နှိမ်ချယူကျိုးလက်ဆုံးမိုး၍ရှ िख ိုးကြောပါဤမြတ်စွာဘုရားအလုံးတို့ကဓမ္မတွေဒီနေ့ဒီချိန်ဒီကာလမှာဘာလို့တပေါင်းလပြည့်နေ့ညဥပုံနေ့အခါသမယကြီးမှာအခုလိုဦးဇင်းတို့တွေယရဏမြတ်သုံးပါးကိုအာယုံပြုပြီးတော့ကောင်းသောစိတ်ကလေးတွေနဲ့နေကြရတယ်မကောင်းဘူးလားအကျိုးရှိမရှိတန်ဖိုးရှိမရှိကိုယ်စိတ်ထဲမှာဒီလိုခုပြောသလိုငါတို့တန်ဖိုးရှိလိုက်တာငါတို့အတွက်အကျိုးရှိလိုက်တာတန်ဖိုးရှိလိုက်တာကောင်းလိုက်တာလို့များတကယ်နှစ်ကခံစားရရဲ့အဲ့ဒါအရေးကြီးတယ်နော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြောခဲ့တဲ့ဟောခဲ့တဲ့တရားတစ်ပုဒ်ရှိတယ်မနောပုပ္ပင်္ဂမဓမ္မမနောသစ္ဌာမနောမယမနတ္တစိပတ္တနေနဘာတတိဝါကရောတိဝါတတောနံဒုက္ခမနွေတိဆာယာဝအနုပါယိနိဒါကမြတ်စွာဘုရားဟောတဲ့ပါဠိလိုတို့နားမလဲပါဘူးနော်မြန်မာလိုဘာသာပြန်ပြီးပြောကြရင်ဦးဇင်းတို့တော်ကောင်းတို့ဖြစ်ပေါ်နေတဲ့တရားအလုံးဟာစိတ်ကရှေ့ဆောင်နေတယ်ဘယ်သူကရှေ့ဆောင်စိတ်ကပဲရှေ့ဆောင်နေပြီးတော့စိတ်ကပဲအကြီးအမှုဖြစ်တယ်ဆိုစိတ်ကပဲခေါင်းဆောင်ပေါ့နော်စိတ်ကပဲအကြီးအမှုဖြစ်တယ်တဲ့ပြီးတော့အဲ့ဒီစိတ်ထဲမှာတော်ကောင်းတို့ကောင်းသောစိတ်ကလေးတွေကောင်းသောအာယုံလေးတွေများလွှမ်းခြုံပြီးတော့နေမယ်ဆိုရင်အခုတော်ကောင်းတို့စိတ်ကောင်းစိတ်မြတ်ကလေးတွေနဲ့ဖျားမကြော့ကြဘူးလားအေးသီလတွေခံယူဆောက်တည်ခြင်းမလုပ်ဘူးလားတရဏဂုံဆောက်တည်တရဏဂုံသုံးပါးကမဆောက်တည်ဘူးလားခုနကနိဗ္ဗာန်ရောက်ကြောင်းတရားတွေလည်းရွတ်ဖတ်ပူဇော်ခြင်းတွေလုပ်ခဲ့ပြီး
နောက်တစ်ခါတလောကလုံးကိုကရုဏာရှိရှုပြီးတော့လောကသားတွေအလုံးကတ်၃ပါးကိုကျော်လွှားနိုင်ကြပါစေရန်သူမျိုး၅ပါးပဲကင်းဝေးပါစေလို့ကရုဏာစိတ်ကလေးတွေရှိရှုပြီးတော့ယရဏ၃ပါးဂုံကျေးဇူးနဲ့သစ္စာတိုင်ပြီးယရဏတုတ်ပြီးတော်ကြီးကိုစူးစူးနှစ်စိတ်ပါလက်ပါအလုံးရွတ်ဖတ်ပူဇော်ခြင်းမပြုကြဘူးလားအေးအဲ့ဒီလိုများတဲ့ဘာတတိဝါကရောတိဝါစိတ်ပါလက်ပါနှုတ်ကပြောလိုက်တာပဲဖြစ်ဖြစ်နော်လက်ကလှုပ်လိုက်တာပဲဖြစ်ဖြစ်တဲ့အဲ့ဒီလှုပ်လိုက်တဲ့ကောင်းမှုကုသိုလ်တွေဟာသူတော်ကောင်းတို့ရဲ့နောက်ကနေလူသွားရာနောက်ကအရိပ်လိုက်နေသလိုပဲတဲ့ကောင်းကျိုးချမ်းသာတွေဟာသူတော်ကောင်းတို့နောက်ကမကွဲမကွာအတူလိုက်ပြီဟောမြတ်စွာဘုရားပြောလိုက်တာဟုတ်လားအဲ့တော့သူတော်ကောင်းတို့မှာအခုကောင်းသောစိတ်ကလေးတွေလွှမ်းခြုံပြီးမနေကြဘူးလားအဲ့ဒီတိုင်းပဲတလောကလုံးအရေးကြီးတယ်ခုခေတ်လူငယ်တွေရောလူကြီးတွေရောလူတိုင်းမှာကောင်းမြတ်တဲ့စိတ်တွေလွှမ်းခြုံနေမယ်ဆိုရင်ဒီလောကကြီးဘာဖြစ်လာကောင်းကျိုးချမ်းသာတွေရနိုင်မရနိုင်အေးမနေ့ဒီမြတ်စွာဘုရားပြောပြီးဘာသတိဝါကရောတိဝါတတောနံဒုက္ခမနွေတိဆာယဝအနုပါယိနိလူသွားရာနောက်ကအေးလိုက်နေသလိုပဲမင်းတို့နောက်ကကောင်းကျိုးချမ်းသာတွေဟာတကောက်လိုက်လာတော့မှာပဲกว่าတယ်အဲ့ဒီစိတ်ကလေးကောင်းအောင်ကြိုးစားတယ်ဟောဒါဖြင့်ဦးဇင်းတို့တွေကိုယ်စိတ်ကိုအကောင်းဆုံးဖြစ်အောင်ပြုပြင်တတ်ကြဖို့လိုအပ်မလိုအပ်ဒါအဓိကပဲဦးဇင်းတွေဒီလောကဓာတ်ကြီးတစ်ခုလုံးပေါ့လေကိုပတ်ဝန်းကျင်ကိုမြို့ကိုရွာကိုရက်ကိုနိုင်ငံကိုရည်မြေအားလုံးငြိမ်းအေးခမ်းချမ်းသာခြင်းရင်စိတ်ကောင်းရှိဖို့အရေးအကြီးဆုံးပဲလို့အလုံးမှတ်ရမယ်နော်စိတ်ဆိုတာသတိပညာမပါပဲလွတ်ထားလိုက်ရင်ကောင်းတဲ့ဘက်သွားမလားမကောင်းတဲ့ဘက်သွားလွတ်ထားရင်တော့မကောင်းတဲ့ဘက်သွားမှာအလုံးသိတယ်နော်ဒါဖြစ်ရင်စိတ်ကိုလက်လွတ်စပယ်ပြစ်ထားရမလားသတိပညာနဲ့ထိန်းချုပ်ရမယ်အရေးကြီးဆုံးပါသတိဝရိယပညာဦးစီးတဲ့စိတ်ကိုဉာဏ်လို့ခေါ်တယ်ဟောဗါတဲ့ဉာဏ်ဆိုတာဗါလဲတတိရဲ့ဝရိယရဲ့ပညာရဲ့ဦးစီးနေတဲ့စိတ်ပဲဉာဏ်ကလည်းစိတ်ပဲနော်စိတ်ကဖြစ်တာပဲတော့ကိလေသာစိတ်ကြားဘူးလားကိလေသာစိတ်ကြတော့ဘယ်သူဦးစီးတယ်အေးဘောတဏှာတစ်လုံးနဲ့ပြောရင်တဏှာကောင်းလိုက်တာတခါကြီးရဲ့နော်တို့အယက်သားတွေနားလည်အောင်ပြောရင်လောဘဒေါသမောဟတွေဦးစီးနေတယ်အဲ့တော့မောဟဆိုတာသတိမရှိခြင်းပညာမရှိခြင်းဟောမောဟဆိုတာဘာလဲအဲ့တော့သတိပညာမရှိရင်ဒီစိတ်ကကိလေသာစိတ်ဖြစ်တယ်သတိပညာရှိရင်ဉာဏ်စိတ်ဖြစ်တယ်ဟောတခါသတိပညာမရှိတော့လောဘဒေါသမောဟဦးစီးနေရင်ကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်နေရင်အကုသိုလ်ဒီကောင်းကျိုးပေးတတ်လားဆိုးကျိုးပေးတတ်ချမ်းသာပေးတတ်လားဆင်းရဲပေးတတ်ဩဒါဖြင့်လောကရကြီးဆင်းရဲတွေများလာပြီဆိုရင်ဘာဖြစ်လို့အာကုသိုလ်စိတ်တွေလွှမ်းမိုးနေလို့ဟောဘာလဲလဲခုသူတော်ကောင်းတို့ကိုယ်ပတ်ဝန်းကျင်မှာအဲ့ဒီယောဂန္တရာကတ်တွေဒုဗိဒံကန္တရာကတ်တွေတတ္တန္တရာကတ်တွေကျုံကျင်လားအလုံးလွတ်မြောက်ငြိမ်းချမ်းအောင်ခင်ဗျားတို့နေနိုင်ကြတယ်အလုံးအေးချမ်းတယ်နောင်ရောကျုံကျင်လားမကျုံကျင်ရင်အလုံးအဲ့ဒီဘေးတွေကျုံတာဘာကြောင့်လဲအာကုသိုလ်စိတ်ကြောင့်စိတ်ကလေးထည့်ပြောနော်တတ်ခြင်းဖြတ်ခြင်းတဲ့စိတ်အနိုင်ကျင့်ခြင်းတဲ့စိတ်လူရက်ခြင်းတဲ့စိတ်အကုသိုလ်စိတ်တွေလွှမ်းမိုးနေလို့အဲ့ဒီဒေသတွေမငြိမ်းချမ်းကုသိုလ်စိတ်တွေလွှမ်းမိုးတဲ့ဒေသဆိုရင်ဘာဖြစ်လဲ
သူတော်ကောင်းတို့မှာကုသိုလ်စိတ်ဓာတ်ဖြစ်နေပါစေတဲ့မနောပုပ္ပင်္ဂမမနောတိဋ္ဌမနောမယဆိုတာစိတ်ကရှေ့ဆောင်တယ်စိတ်ကပဲအကြည့်မှုစိတ်ကပဲခမည်းတော်ကျုပ်တို့ကိုအားလုံးလမ်းပြပါတယ်အဲ့တော့စိတ်ဆောင်ရာအားလုံးဖြစ်နေရတာတဲ့ဆိုတော့ဒီစိတ်ကလေးမှာသူတော်ကောင်းတို့ကောင်းတဲ့စိတ်ကလေးသာမွေးထားလိုက်ရင်ကောင်းကျိုးချမ်းသာတွေကမင်းတို့နောက်ကအရေးလိုလိုက်နေမှာပဲကွာတဲ့မြတ်စွာဘုရားအဲ့တော့စိတ်ကလေးတစ်ချက်သာပြင်နိုင်ကြရင်အားလုံးကောင်းနိုင်မကောင်းနိုင်တော့ကောင်းပါစေလို့ဆုတောင်းနေရမှာလားဆုတောင်းနေုံနဲ့ကောင်းသလားကောင်းခြင်းမင်္ဂလာတွေလာပါစေလို့မေတ္တာပို့နေုံနဲ့ကောရမလားဒါဖြင့်ဆုတောင်းယုံနဲ့လည်းမရဘူးတကိုးရှင်ကဲတင်ရှင်မျောနေလို့ရောမရဘူးဒါဖြင့်ကောင်းခြင်းနဲ့ဆိုရင်မလုပ်ကောင်းတဲ့စိတ်ကိုမွေးပါတယ်ဥပမာတစ်ခုပြမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရှိစဉ်ကတာဝတိပြည်စေတဝန်ကျောင်းတော်မှာမြတ်စွာဘုရားတရင်သုံးနေတော့တာဝတိမြို့ကြီးမှာအဒိဏပုပ္ပကဆိုတဲ့ပုံနာကြီးရှိတယ်ပုံနာကြီးနာမည်ကအဒိဏပုပ္ပကအဒိဏဆိုတာမပေးမလူတဲ့ပုဂ္ဂိုလ်ဗါတဲ့အလွန်ကစီနေသိပြီးတော့ကစီနေတဲ့သူ့အယူဝါဒကပေးတယ်လူတယ်ဆိုတာကုန်တာပဲမျက်စင်းမလင်းလို့ပဲနော်မျက်စင်းကတစ်ခါခတ်ရင်ဘယ်လောက်ခတ်တစ်စက်ပဲဒါပေမဲ့အဲ့တစ်စက်ချပါများတော့ဘာဖြစ်သွားကုန်သွားတယ်တဲ့အဲ့ဥစ္စာပစ္စည်းဆိုတာပေးရင်ကုန်တာပဲလှူရင်ကုန်တာပဲနော်ပြားလို့စုချတောင်ဖို့လို့စုနည်းနည်းစုပါများတော့ပြားအောင်ကြီးလဲပြားရည်တွေပြေးပြီးတော့မနေဘူးလားဒါသူ့အယူဝါဒပေးတာဟာကုန်တာပဲတဲ့ဘယ်သူမှမပေးဘူးဘာအလူမှမလုပ်ဘယ်လောက်ထိကစီးနေသလဲဆိုတော့သူ့မှာသားတစ်ယောက်ရှိတယ်တူရီတော့သားဟုတ်ပြီနော်ဘယ်လိုသားတူရီတော့သားသူသိချမ်းသာပါတယ်နော်ဂရီပေါင်းများစွာချမ်းသာတယ်ဘယ်သူကမှလည်းမပေးလဲမပေးလဲမပေးမလူလဲမလူဘယ်သူနဲ့မှလည်းမပတ်သက်ပဲသူကသူချစ်ချုပ်ပြီးစုနေတဲ့ပုံနာဆိုတော့သူဘယ်လောက်ချမ်းသာသလဲလည်းမပြောနိုင်ဘူးပေါ့ကွာနော်အမတန်ချမ်းသာတဲ့တထေးကြီးဒါပေမဲ့တူဒီတော်သားလေးကိုနှထောင်းပံပေးခြင်းပဒိန်နဲ့သွားအပ်ရင်ပတ်စံကုန်မှာဆိုလို့ဟိုကရွှေခိုးမှာဆိုလို့သူ့ဟာသူလက်ဖြစ်ရွှေကိုပြားနေအောင်ခတ်ပြီးတော့လိတ်ပြီးနားရဲထုတ်ပေးထားနော်ရွှေပြားကြီးကိုပြောင်းနေအောင်ခတ်ဆိုတော့သူ့ဟာသူဆိုတော့ဘာပန်းဘာခက်ဘာမှလည်းမဖော်တတ်ဘူးရွှေပြားကြီးပြောင်းနေအောင်လုပ်ပြီးထိုးထားလို့သူ့သားနာမည်ကမထကုံတလီဗါတဲ့ရွှေပြားပြောင်းနှထောင်းနဲ့ကောင်ပေါ့ကွာဟုတ်ကလားရွှေပြားပြောင်းကြီးနှထောင်းပန်ထားရတဲ့ကောင်နော်မထကုံတလီတတိသားပဲဘုနာကြီးကစီနေလိုက်တာဘယ်သူမှလည်းမလူဘူးအိမ်မှာချက်တာပြုတ်တာကျွေးတာမွေးတာကဆိုနေရာတိုင်းစစ်ကုတ်လုပ်တဲ့ပုံနာကြီးဒီနေ့ကျတော့တူရီတော်သားလေးမကြမ်းမှဖြစ်ဖြော့တော့တဲ့အနာလို့ပြောတာပဲဘယ်လိုနာလဲတော့တို့လည်းမသိဘူးစာရီတွေတော့ဒီလိုပြောတာနော်တဖြည်းဖြည်းအင်အားချိနဲ့လာတဲ့အနာမျိုးဖြစ်လာတော့ပုံနာကတော်ကတထိတ်ကတော်ကြီးကပြောတယ်ပုံနာကြီးတော်သားတော့နေမကောင်းဖြစ်နေပြီစေးသမားလည်းပါလိပြင်ပြီးတော့ကုအောင်အင်းကဆေးမိလို့လည်းတော့မပြောက်တော့ဘူးဟာဆရာဝန်သွားပြင်ဘယ်နဲ့လို့မဖြစ်ဘူးလက်ဆံကုန်မှာပေါ့မာဘီရဆရာဝန်တွေလိုပဲလှုပ်ကနေရှိပတ်စံယူဖို့လောက်ကြံနေတာဆေးမှမကူပဲလေဟုတ်ကလားဒီကောင်လေးဆေးမကူတတ်ဘူးပတ်စံပဲယူတတ်တာနော်သွားမပေးဘူးမပေးမလို့လုံးမလဲအသိခံမယ်ဘယောဂတနေ့တခြားတိုးလာရတယ်ငါကြံဆိုပြီးတော့ဘုံနာကြီးကမိတ်ဆွေသင်္ကဟတွေလှည့်မီးဓမ္မတော်တွေစီမလိမ့်တပတ်နဲ့သွားလေနော်ဒီယောဂမျိုးဖြစ်ရင်ဘာနဲ့ကုရလဲ
ဆေးပေးရတော့ဆိုတော့ဟိုကလည်းအလွယ်ပဲပြောရတာပေါ့ဘာရွက်နဲ့သုံးခွက်တစ်ခွက်တင်ကြိုဘာနဲ့ပေါင်းတိုက်ခဏနင်တို့ရက်ကွက်မှာအဲ့လိုဆေးကိုဘာခေါ်တော့ဆေးမီတို့နော်ဗါလဲဆေးမီတို့နော်ဆေးမီတို့လိုက်တောင်းတယ်နော်အခုနင်တို့ဗမာပြည်သိခစ်စားတာဟုတ်နော်ဘာရွက်ကြိုတော့ကင်ဆာပျောက်ပြီးတို့နော်ဘယ်အသီးခူစားစီးကြိုပျောက်တယ်တို့နော်အောင်မလေးတကဘာလုံးမကုနိုင်တဲ့ယောဂတောင်နင်တို့နိုင်ငံဆေးမီတို့နဲ့ပျောက်နော်အမ်တန်စွမ်းတဲ့နိုင်ငံကိုအဲ့တော့အဲ့လိုပဲသူလည်းလိုက်မေးပြီးတော့ကောင်းတို့ရရလေးမေးလာတယ်ပြီးတော့နော်တပင်တိုင်းအမြနန်းလေးသွေးတိုက်လို့တိုက်ဟုတ်ကလားနော်လင်စည်းတွေကြိုတိုက်လို့တိုက်နော်ငှက်တိုက်တွေဝယ်ငှက်တိုက်တော့ကျွေးမှာမဟုတ်ဘူးတကောင်ပတ်စံကုန်တယ်နော်အဲ့တော့ရှိသမျှအရွက်အဖို့အသီးတွေနဲ့အကုန်လုံးခူးဆော့ပြီးကြိတ်ပြီးကြိုပြီးတော့တိုက်ရောက်သလားအနာကလည်းဘာမှမသိဆေးကလည်းဘာမှမသိဆိုတော့တဖြည်းဖြည်းယောဂဘာဖြစ်လာဆိုးပြီးတော့သေကောင်ပေါင်းလည်းဖြစ်လာတော့မှမရှူနိုင်မကယ်နိုင်ဖြစ်ပြီဆိုတော့မှသမားတော်သွားပင်တော့သမားတော်တွေကလာတော့ကြီးလိုက်တယ်ဒီကောင်မဖြစ်နိုင်တော့နော်အားကုန်သွားပြီလူတွေမှာတက်ဆောင်အားရှိတယ်အဲ့ဒါမှတ်ထားအဲ့ဒီတက်ဆောင်အားလေးမကုန်ခင်ဆေးမိရင်ပျောက်တယ်တက်ဆောင်အားကုန်သွားရင်တော့မဆေးလာမရတော့ဦးဇင်းတငယ်ချင်းတယောက်ရှိတယ်မကြခင်ကမှတည်သွားတာဦးဇင်းနဲ့သက်တူရွယ်တူပဲကျောင်းနေပဲတဖြည်းဖြည်းနဲ့သူကယောဂတစ်ခုအခန့်ရှိတော့ဦးဇင်းကဘီယူဆိုင်မင်းကျမ်းမကြီးဂယူဆိုင်ဆိုတော့သူကပရိဒါလုပ်ငန်းအမတန်လုပ်ကြိုးစားပြီးလုပ်တကယ်ချင်းနဲ့မင်းလိုငါသင်္ကန်းမဝတ်နိုင်ဘူးတဲ့မင်းကနေတိုင်းကုသိုလ်တွေလုပ်နေတာအားကြလွန်းလို့ငါလည်းငါတတ်နိုင်တဲ့ဘက်ကလုပ်မယ်လုံရင်နဲ့တရက်ကြတော့ကျမ်းမကြီးမကောင်းတဲ့ကြားတွေကနေပြီးတော့သူ့တပည့်တွေကတောင်တက်မယ်ဆိုတာနဲ့တောင်တက်တဲ့ထဲပါသွားဟိုကနေအားပြတ်ပြီးပြန်လာဆေးရုံတင်တာသွားကြည့်တယ်အယိုးပေါ်အရည်တင်ဖြစ်ဟာဟဲ့အောင်ဘလို့ဖြစ်တာတီးဦးသူတို့နဲ့ရောပြီးခြိုက်တာမင်းအားကုန်သွားပြီတက်ဆောင်အားကုန်သွားပြီလို့မင်းမဖြစ်နိုင်တော့ဘူးအဲ့တော့ကိုယ့်အကူသာကြီးကျယ်ပြီးလှုပ်တော့ငါလည်းမတတ်နိုင်ဘူးနော်ဆေးဘူးဘလောက်အကုန်ခံမဖြစ်နိုင်တော့သိသွားအခုလဲသမားတော်ကကြည့်လိုက်တယ်ယောဂကုမယ်ဆိုရင်တော့ယောဂဒဏ်လည်းမခံနိုင်တော့ဘူးနောက်ပါလေဆေးဒဏ်မလီငြိမ့်နေကြမှတ်ထားယောဂဆိုရင်ဘာနဲ့ကုရမလဲယောဂနဲ့ဆေးနဲ့ဆိုတာဘယ်တော့မှမတည့်ဘူးဆန့်ကျင်ပဲနော်ဒီယောဂတစ်ခုဖြစ်ပြီဆိုရင်ဒီယောဂကိုတိုက်ထုတ်မဲ့ဆေးရသူ့ရဲ့ဆန့်ကျင်မဲ့ဆေးပိုးဝင်လာရင်ပိုးသက်ဆေးဟုတ်ကလားစီးကြိုယောဂတွေကိုအချိုနဲ့ကုလို့ရမလားအေးအချိုယောဂတွေကအချိုပေးရင် तू ကယောဂတိုးလာတယ်အဲ့ဒါမိတ်ဖက် तू ကစီးကြိုသမားအချိုသိမ့်ကြိုက်ကျုပ်ကိုယ်တိုင်စီးကြိုဖြစ်တာ12နှစ်ရှိပြီကိုဗျအချိုတော့ရှေ့လာမချလိုက်နဲ့လင့်လို့တုတ်ထဲတာနော်ဘာလို့ तू ကမိတ်ဖက်အခါလာမပေးနဲ့မစားချင်ဘူးရှင်းလားအချင်းဝေးရရှောင်းဘာလို့ဒီယောဂနဲ့မတည့်ဘူးအဲ့တော့ဆေးတိုက်ပြီဆိုရင်ယောဂဒဏ်ရောဆေးဒဏ်ရောခံရတယ်မှတ်ထားသဘောပါရင်လားအေးအဲ့တော့မှဒီဒဏ်တွေကိုခံနိုင်တဲ့အားမရှိတော့ဘူးသမားတော်တွေကသိတော့ကျုံအားသေးဘူးဗျာတခြားသမားတော်ခေါ်ခုဘုံမကုနိုင်ဘူးမပြောဘူးသိခါအကြတော့မခံနိုင်ဘူးဗမာပြည်ဆရာဝန်တွေလို့ပေါ့နော်သူတို့စီရောက်သွားရင်စောနေသေးရင်ပြစ်ထားတယ်နောက်ကျသွားရင်လွန်သွားပြီလို့ပြောတယ်နော်ကျုပ်တွေ့ဘူးသဖြင့်ကတော့သိပြီးသူတို့တော်တယ်စောနေသေးမကူဘောင်းဆိုတော့ပတ်စံများမရမှာဆိုလို့နော်ပြီးတော့မနိုင်တော့ဘူးဆိုလွန်မလာတာကိုသေကနီးမှလာခေါ်အမှန်သူကိုယ်တိုင်ဘာမှကိုမကုတတ်ဘူးတကယ်တော့ငါတွေ့ဘူးတာတော့ဒါမျိုးတွေကြီးပဲ
နော်ဟိုကသွေးပေါင်ကြီးမတက်လို့0ပြနေပြီအဲ့ဒါကိုတခြားဆရာဝန်သွားပြပါအောင်သေနေပြီမလားသေပြီလို့ပြောလိုက်မေးကလူကသိနေပြီ तू ကမပြောနိုင်သေးဘူးခက်နေတာသူ့လက်ထဲသေးတယ်ပြောရမှာဆိုလို့လေဆရာဝန်မပိသတဲ့ဆရာဝန်လေးကြီးပဲတော်တော်များများတွေ့ရတော့ငါလည်းတော်တော်ချင်းနေပြီအဲ့တော့အားလုံးနော်အခုလည်းသမားတော်တွေကမလိမ့်တပတ်နဲ့သိခါကြတော့မခံဘူးမကုနိုင်ဘူးလို့တော့မပြောဘူးနောက်လူပင့်ကြည့်အောင်သူမအားသေးသူ့အတွက်ဆေးဖို့အောင်မရှိသေးဘူးဆိုတော့သိပြီဖိုးကြီးကလည်းပါတယ်ဒီကောင်သေးတော့မှာဒီကောင်ဆိုတော့ဒါဘယ်သူတော့သူသားမှဘယ်နှယောက်ရှိတူဦးဒီတော့သားချစ်လိုက်တာလဲတုံလို့ဒါပေမဲ့သားနဲ့သူ့ပစံနဲ့ဘယ်ဟာပိုချစ်တယ်ဒီလိုဖေးလေးလဲရှိသေးတယ်နော်လောကမှာနော်သားသာသိရင်သိပစံတော့အကုန်မခံနိုင်ဘယ်တော့အကုန်မခံနိုင်လဲကြည့်နော်အိမ်မှာထားရင်ဒီကောင်လူမမာလာမေးတဲ့ကောင်လေးလာရင်မုံချကျွေးရတာကုန်လိမ့်မယ်အိမ်ပြင်ထုတ်တာကဲထားအိမ်ပြင်တစ်စက်မိတ်အပြင်ထုတ်တာဆွေမျိုးတွေလာမေးအခန့်စေးကုန်နေမှာဆိုလို့အပြင်တွင်ရေနှင်းချမ်းတိုက်ပြီးကိုတော့လိုက်ဟုတ်ပြီနော်ဘာထိကြိုက်မှာဆိုငွေဟုတ်လားခုနင်တို့လောကမှာတန်ဖိုးထားနေကြတာဒါပဲလေငွေယာရုဘွယ်တစိဟုတ်ကလားအေးအဲ့သုံးပါးလွှမ်းမိုးလာရင်သားမိဆိုတာလည်းမရှိတော့သားဖဆိုတာလည်းမရှိတော့သားမိသားပါချင်းအမွေလူတာတွေကြားဘူးလားညီကိုမောင်နှမချင်းထခုတ်ကုန်ကြတာတော့ဘာကြောင့်လို့အဲ့ငွေပဲငွေရဲ့ယာဒူးရဲ့တွေ့လာရင်နင်တို့ဘာမှမမြင်တော့အခုလဲသိချင်းသိပြီမြတ်စွာဘုရားအဲ့ဒီနေ့ကျောင်းတော်ကနေပြီးတော့သဗ္ဗညုတဉာဏ်တော်ကြီးနဲ့လောကကြီးကိုကြည့်လိုက်တဲ့ဒီနေ့ဘယ်သူ့ကိုကယ်ရမလဲဆိုတော့မထဂုံတလီတို့သားကိုသွားမြင်ဉာဏ်တော်ထဲမှာနော်သွားမြင်တော့ဒီနေ့သေတော့မှငါမကယ်သေပွဲရှိတော့တယ်ကယ်လဲသေတော့သေမှာပဲနော်သို့တော့အချိန်မီနော်အကျိုးရှိအောင်လုပ်အောင်ပါပဲဆိုမြတ်စွာဘုရားဉာဏ်တော်ကိုယ်ရဲ့ထဲမှာဖြစ်စဉ်ဒီနောင်ဖြစ်လာမဲ့အကျိုးတရားတွေကိုကောင်းကောင်းကြီးမြင်တယ်ပေါ့ကွာနော်တရားရှိသွားမှဆိုလို့တခါတည်းနောက်မှအကုန်ခြုံပြောလိုက်တော့ဟုတ်လားစာရဲတဲ့အတိုင်းပြောရင်အမှန်တန်ရှိသွားမယ်ဒီနေ့ညမပြီးရင်ငါလည်းပြန်ရမှာမဟုတ်အဲ့တော့အားလုံးနော်မြတ်စွာဘုရားဉာဏ်တော်ကိုယ်ရဲ့မှာအကျိုးတရားတွေကိုကောင်းစွာမြင်သည်ဖြစ်၍မြတ်စွာဘုရားဆုံးခံကြွတယ်အဲ့ဒီမနေ့ဖြစ်ရှင်တော့အမလီဒီတကောင်းသားကမထဂုတ်တလီကသူ့ကိုယ်သူတောင်လှဲ့ဖို့ပဲ့ဖို့အားမရှိတော့အဲ့တော့အားမရှိတော့မြတ်စွာဘုရားကကယ်မလို့ကြွတာသူကလမ်းပဲမလဲပဲနဲ့အိမ်ပဲလဲမထဂုတ်တလီဘယ်ပဲလဲကဲမြတ်စွာဘုရားမြင်မလားမြင်မှုအဲ့တော့မြတ်စွာဘုရားဘာလို့ရတော့ဆိုတော့နော်မဟာကရုဏာတော်ရှင်အလုံးကိုကြည်ညိုဖို့ကောင်းတယ်ဟုတ်အရာစကားနဲ့ပြောရင်သိချစ်ဖို့ကောင်းတာမြတ်စွာဘုရားအရန်ကြည်ညိုဖို့ကောင်းတယ်သိပြီးတော့မြတ်နိုးစရာကောင်းတဲ့အရှင်မြတ်ကြီးအတုမရှိကိုတော်မြတ်ကြီးကသူ့ကိုမြင်မှဖြစ်မှာမို့လို့ရောင်ကြီးတော်လွတ်ရှာတယ်ဘာလို့လဲရောင်ကြီးတော်60ကိုအစွမ်းကုန်ကွန်မြူလိုက်တယ်မနဲ့အာယုံမတက်အာယုံတက်ခါစားဆိုတော့နေရောင်ထက်တာပြီးတော့အယောင်လွတ်လိုက်တော့မြတ်စွာဘုရားရဲ့ရောင်ကြီးတော်နဲ့တခြားလောကကအယောင်တွေနဲ့တူလားမတူဘူးဒီတော့မှမထကုံတလီကကြောပေးထားရနေဟာပြိုးပြက်အယောင်တွေဘာဒါဘာယောင်တွေလဲထူးခြားလိုက်တာနော်ထူးခြားလိုက်တာဆိုပြီးတော့စိတ်ဇောကသိကျင်ဇောနဲ့အားကုန်သုံးပြီးတော့လှဲ့တယ်ဟာတွေ့သူတွေ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသူနဲ့ရှေ့တူရှူရောင်ကြီးတော်6တွယ်ကွန်မြူပြီးတော့အလွန်တပ်ပယ်တင့်တယ်စွာကြွလာ
ဖျားဖူးခွင့်ရလိုက်ဗါလေစိတ်ထဲမှာ तू ကတခါမှမြတ်စွာဘုရားကိုဖူးတွေ့ဘူးချင်းရှိဘာလို့သူ့ဖေကဘာအလူမလုပ်ပဲနော်သူ့ဖေကိုယ်တိုင်ကိုကဟောပြောတာကိုကပုံသားကြီးဟောတာကိုကမလူနဲ့လူရင်မျက်စင်းခတ်တယ်လို့ပဲကုန်လိမ့်မယ်နော်ပြားလို့စုလူတာဟာကုန်တာပဲဒါနဆိုတာလည်းမရှိဘူးသီလဆိုတာလည်းမရှိဘူးကိုရှာမကိုစားရတာကိုလုံးမကိုစားရတာဟုတ်လားကိုမရှိဘူးမှလာမပေးဘူးဟုတ်တယ်နော်အဲ့တော့သူ့တရားဒါပဲကုသိုလ်လည်းမရှိဘူးအကုသိုလ်လည်းမရှိဘူးအပိုပြောတာအဲ့အလူကံပုဂ္ဂိုလ်တွေရကျင်တာနဲ့လှူကြပြောနေတာနော်အခုလူကုန်တာပဲမပေးနဲ့ဆိုတော့ဘုရားနဲ့လည်းမရှိတရားလည်းမရှိဘူးသံဃာလည်းမရှိဘူးသူ့မှာဒါနလည်းမရှိဘူးသီလလည်းမရှိဘူးဘာဝနာလည်းမရှိဘူးတော့ပါလားအကုသိုလ်ရှိတယ်သူ့ဘဝအကုသိုလ်မှမရှိဘူးဒါပြင်အဲ့လိုဘဝမျိုးကမြတ်သလားရှုံးပတ်စံတော့မရှိဘူးလားပတ်စံရှိတယ်သူချမ်းသာလားဆင်းရဲလားဟမ်ပတ်စံရှိတယ်ကိုချမ်းသာတယ်လို့ခေါ်သလားအေးကြည့်ပတ်စံတွေတပုံကြီးကတ်စည်းနေတဲ့စိတ်ကသားတောင်ဆေးမကုနိုင်ဘူးဒီပတ်စံတွေကိုအမြဲတမ်းကုံသွားမှဆိုတဲ့စိုးရိမ်စိတ်ထိတ်လန့်စိတ်ပူပန်စိတ်ကအမြဲလွှမ်းမိုးနေတာဒီလူချမ်းသာလားဆင်းရဲလားငွေရှိတိုင်းချမ်းသာတယ်လို့ပြောလို့မှတ်ထားနော်ချမ်းသာကြောင်းတရားကိုမသိပဲဘယ်သူမှချမ်းသာဘူးမရှိတောင်းတရှိကြောင်းကြပြန်ပြောမရှိရင်တောင်းတတဲ့ဗျာပါဒအဘိဇာပူတယ်လိုချင်တယ်နော်ရှိရင်ကြောင်းကြတဲ့ဗျာပါဒဟောမရှိရင်အဘိဇာရှိရင်ဗျာပါဒတောင်းတမှုနဲ့ကြောင်းကြမှုဒီနှစ်ခုနဲ့ခင်ဗျားတို့အသက်ရှင်နေတယ်ဘယ်တော့မှအေးချမ်းမှုကိုအခုငွေနောက်တစ်ကောက်လိုက်နေတဲ့လူတွေချမ်းသာလားဘီလီယံပေါင်းဘယ်လောက်ရှိအမြဲတမ်းသူတို့မှာစိုးရိမ်စိတ်ထိတ်လန့်စိတ်အလိုရမတ်တွေလွှမ်းခြုံပြီးပူလောင်နေတာယာရုမက်တဲ့လူကယာရုတဖြည်းဖြည်းကြီးလာလေအဲ့ဒီကောင်ငရဲအိုးနဲ့နီးလာလေပဲမဟုတ်တာအကုန်လုံးတော့မှသူ့ယာရုပြုတ်မှဆိုတာ ਨੇ ရှင်းလားဟုတ်တာမှန်တာမလုပ်ရဲဘူးဗျာတရားပွဲလေးကျင်းပဖို့တောင်တပည့်တော်ကပင်စင်သွားတော့မှမို့လို့တဲ့ဘုန်းကြီးရဲ့ခွင့်လို့သူ့ပင်စင်လေးပြုတ်သွားမှာတော့ပါလားမြန်မာနိုင်ငံဝန်ထမ်းတွေဘုရားတော်တော်တနာဖို့ကောင်းမှန်မှန်းသိတယ်မလုပ်ရဲဘူးကောင်းမှန်းသိတယ်မလုပ်ရဲဘူးတော်တော်နာလပိန်းတုံးနေသိချင်းစိုးသိဖို့နီးနေတော့ပါလားမှန်တာလည်းမပြောရဲဘူးကောင်းတာလည်းမလုပ်ရဲဘူးသူတို့ဘဝမှာဒါလေးပြုတ်သွားမှာဆိုလို့တနာဖို့တော်တော်ကောင်းကျုပ်ကတော်တော်တနာအဲ့တော့ဦးဇင်းတို့ကြည့်မြတ်စွာဘုရားကရုဏာတော်နဲ့တကယ်တော့သူရောင်ကြီးတော်သာမလွတ်ရင်မသိတော့အခုရောင်ကြီးတော်လွတ်ထားတော့မြတ်စွာဘုရားလောကမှာမြတ်စွာဘုရားရဲ့ရုပ်ဆင်းယူပကာယထက်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တပ်ပယ်တဲ့ပုဂ္ဂိုလ်မရှိဘူးပြီးတော့ရောင်ကြီးတော်6တွယ်ကွန်မြူထားတော့လေဘုရားဖူးရတာစိတ်ထဲမှာကြည်နူးပြီးတော့ပီတိတွေဖြစ်လွန်းလို့တကယ်တော့သူ့လက်သူမနိုင်တော့ဘူးတော့အားအင်ဆုပ်ယုံနေအဲ့တော့စိတ်ထဲကနေပြီးတော့လက်အုပ်ချီတာစိတ်ထဲကနေကြော့နေတာအိုးထူးခြားလိုက်တဲ့ပုဂ္ဂိုလ်ကြီးမြင့်မြတ်လိုက်တဲ့ပုဂ္ဂိုလ်ကြီးနော်သူကြားတော့ကြားဘူးနေတော့ကွာဗုဒ္ဓဆိုတာဒါပဲဖြစ်မယ်အဲ့တော့အဲ့ဒီမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်ဟုတ်ပြီနော်အဲ့ဒီကြည်ညိုတဲ့စိတ်ကလေးနဲ့ပီတိတွေဖြစ်ပြီးမြတ်စွာဘုရားရဲ့အစင်းဥပကာယကိုဖူးမြော်နေတဲ့ချိန်မြတ်စွာဘုရားဒီလောက်ဆိုတော်သိပြီဆိုပြီးသူကသူရောင်ကြီးတော်လေးရုပ်သိမ်းပြီးတော့ဆုံးခံဆက်ကြွသွားဒီဘက်ကမထကုံတတိယလည်းအဲ့ဒီမြတ်စွာဘုရားကိုလက်အုပ်တော်ခြိလိုက်တယ်ဒါပေမဲ့လက်ကရောက်မသွားဘူးနော်ဘယ်ကပဲခြိတာစိတ်ကပဲစိတ်ထဲကပဲအိုးဘုံတော်ကြီးလာတော်မူတော်မြတ်စွာဘုရားနော်သုံးလောကထွတ်ထားမြတ်စွာဘုရားအလွန်တင့်တယ်တော်မူသောအလွန်မွန်မြတ်တော်မူသောအလွန်စင်ကြယ်တော်မူသောမြတ်စွာဘုရားဖယားအာယုံပြုလိုက်စိတ်ကဘာအာယုံပြုလိုက်တယ်မြတ်စွာဘုရားကြည်သွားသူလည်းသိရော
ဟုတ်ကဲ့နော်သုတိမနေသိသုတိစိတ်လဲကြာရောသုတိပြီးတာနဲ့ပရိသေတွေကိုဗျနော်ဒီဘဝဒီခန္ဓာဒီယုံနာကြီးကတော့သုတိသွားခဲ့သူဘာစိတ်နဲ့သိသွားကုသိုလ်စိတ်ဘယ်သူ့ကိုအာယုံပြုနေကျွန်တော်တို့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိမအော်နိုင်ဘူးနော်မဆိုနိုင်တော့ဘူးနှုတ်ကလည်းမဆိုနိုင်တော့ဘူးလက်ကလည်းမမနိုင်တော့ဘူးဘာလေးတစ်ချက်ပဲစိတ်လေးတစ်ချက်ပဲမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်မြတ်စွာဘုရားပေါ်မှာညွတ်နူးနေတဲ့စိတ်ကလေးနဲ့သုတိစိတ်ကြသွားတာတာဝရိန္ဒာနတ်ပြည်မှာယူဇနာ30ကျယ်တဲ့ဗိမာန်ကြီးနဲ့ဟောဘလောက်ယူဇနာ30ဆိုတာတယူဇနာကို12မိုင်ခွဲနဲ့တွက်12မိုင်နဲ့တွက်12 36မိုင်ပေါင်း360ကျယ်တဲ့ဗိမာန်ကြီးအဲ့ဒီဗိမာန်ကြီးမှာနတ်သမီး1000အချံရံနဲ့တာဝရိန္ဒာနတ်သားသွားဖြစ်ဟိုင်ထူးကြဘူးလားခုခင်ဗျားတို့လှုပ်လိုက်တဲ့ဩဃာသကြောကျိုးမျိုးတွေသူကြောလိုက်လားကရဏဂုံ3ပါးစောက်တည်ခြင်းတွေလှုပ်လိုက်လား10ပါးသီလတွေပါလားခင်ဗျားတို့ကျတော့သေတော့ရပြီအခုဒီစိတ်ကလေးနဲ့သေလိုက်ကြအားလုံးသူ့ထက်တော့သာပြီဒီကောင်ဗိမာန်အထက်တော်တို့အေးဆေးရောက်လို့ရပြီရှင်းလားတရားပွဲတပွဲရဲ့ကျေးဇူးအာယုံပြုတ်တတ်ဖို့လိုတယ်ကုသိုလ်တွေစစ်ပိုင်းကြည့်အနှိုင်းမဲ့ပြောလို့တော့မကုန်ဒါမှမလို့32ဘုံဟိုးအထက်ဘဝအထိလူပြည်ကနေအထက်ဘဝအထိအလွန်လိုက်အထက်လိုက်အမွန်မြတ်ဆုံးမန္တကြီးထိုးအမြင့်မြတ်ဆုံးအလူကပုဂ္ဂိုလ်ဖရာပစ္စေကဗုဒ္ဓတွေကြီးအပြည့်ပင့်ဒီကနေဗြဟ္မပြည်ကြီးဆိုအဆူပေါင်းရည်လို့ရမှာပွင့်ပြီးသားဖရာတော်လောက်မှမထင်ဘူးနော်အသင်္ချေအနန္တနော်ဖရာပစ္စေကဗုဒ္ဓတွေအပြည့်ပင့်အမွန်မြတ်ဆုံးသင်္ကန်းတစ်စုံလူအဲ့ဒီလူတဲ့ကုသိုလ်ဟာဒီနေ့ခင်ဗျားတို့တရားနာတဲ့ကုသိုလ်မမိဘူးလေ256ပုံတပုံတောင်မရှိဘူးလေရှင်းလားတရားပွဲရဲ့တတ္တိကိုခင်ဗျားတို့နားလည်ဖို့လိုပါတယ်ဒါကိုဘုမသိဘာမသိရမ်းပြီးတော့ရန်လို့ပိတ်ရွှေ့လို့ရွှေ့ပြောင်းလို့ပြောင်းလှုပ်ချင်တယ်လို့လှုပ်နေကြတာကျုပ်ကကြောက်လွန်းလို့သူတို့အာကုသိုလ်ဟာကုသိုလ်နဲ့အပြန်နော်လူတကာဖြစ်မဲ့ကုသိုလ်ကိုပိတ်လိုက်ရင်အဲ့ဒီလူတကာတွေဖြစ်မဲ့ကုသိုလ်နဲ့အပြန်သူအကုသိုလ်ဖြစ်သွားပြီရှင်းလားကောင်းပြီကြည့်အဲ့တော့တာဝရိန္ဒာနတ်သားဖြစ်သွားပြီဒီမှာပုံသားကြီးကတော့သူ့သားသိလို့ဗရာမီလူအဲ့ကြမှာထွန်းလူမြင်ကောင်းအောင်ငိုပြီးပေါ့ဟုတ်ကလားတေမငိုနေလို့အကျိုးရှိအောင်မရှိပေမဲ့ဒီမှာသဲလို့တူလီတော့တာဆိုတော့ပုံနာထုံးစံတိုင်းမိတချို့နော်တင်ချိုင်းသွားပြီးတော့မှပြအိုးလေးနေတိုင်းဒီတင်ချိုင်းပြအိုးနာသွားငိုနေတာရေအဖေစီလာပါဦးအဖေဆေးကုမှာပေါ့အဲ့ကြမှာသဘောပါလားဒူသီတော့သားလေးဘယ်ရောက်သွားလဲမထကုံတလီဘယ်ရောက်သွားလဲအဖေဘာဖြစ်တဲ့နေတိုင်းကိုဒီကဘယ်ရောက်သွားလဲတာဝရိန္ဒာဘယ်မှာနတ်ပြည်ရောက်သွားပြီးတော့တမ်းမမဟုတ်ဘူးဗျသူကသေတဲ့အချိန်မှာသောမနတသဟကုတ်ညာနာတမ်းမယုံနော်အမတန်ကြီးကျယ်ခမ်းနားတဲ့ကုသိုလ်စိတ်ကြီးနဲ့သေတာသုတိစိတ်ကြတာသူ့အာယုံကဘုရားကိုအာယုံပြုတ်ပြီးနောက်ဆုံးအာယုံကအဲ့ဒီဇောနဲ့သုတိစိတ်ကြတာဆိုတော့နတ်ပြည်ရောက်သွားပင်မဲ့တာမန်ဖြစ်သွားတဲ့နတ်တွေလို့မဟုတ်ဘူးဖြုံးဆိုနတ်သားကြီးဖြစ်သွားတယ်ဗိမာန်ကြီးရွှေဗိမာန်ကြီးကိုမြင်ရတယ်ဗိမာန်နတ်သမီးတွေအကုန်လုံးခြံရနေပြီတာမန်လူတွေခင်ဗျားတို့ကျုပ်တို့ခန့်ညံ့လူတွေဆိုရင်အဲ့ဒီစီးစိမ်မြင်တာနဲ့အကုန်မိတ်သွားပြီဘာမသိတော့အပျော်ကြီးပျော်အမော်ကြီးမော်ပြီးတော့
အလုံးစုံမိတော့ကာမဂုဏ်အဲ့လောက်စွမ်းဒါပေမဲ့ဒီမှာကဉာဏသံဝယုတ်စိတ်နော်သောမနတသဟဂုတ်စိတ်အမတန်မှထက်မြက်တဲ့တိဟိတ်စိတ်ကြီးနဲ့ပရိသေတွေသွားနေတော့ဟာငါဘယ်လိုလုပ်ဒီရောက်လာဒါတွေကဘာတွေလဲစဉ်းစားကြည့်လိုက်တယ်ဒါတာဝရိန္ဒနတ်ပြည်သူနတ်စည်းစိမ်ရနေပြီသိတယ်တဲ့ဗျအဲ့တော့ဒီနတ်စည်းစိမ်ကိုဘယ်လိုလုပ်ရလာတာလဲဘယ်လိုရလဲဘယ်လိုလုပ်ရလဲမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်ဒီမှာကုသိုလ်သင်္ခါရဗါလဲကုသိုလ်သင်္ခါရဒါပေမဲ့အဲ့ဒီကုသိုလ်လှုပ်လိုက်တာသူကဒီကသိပြီးလှုပ်တာလားမသိပဲလှုပ်တာမသိပဲဗျသူအဲ့ဒါကုသိုလ်မှလည်းမသိဘူးအကုသိုလ်မှလည်းမသိဘူးမသိတာကရမ်းလှုပ်တာကရမ်းလှုပ်ပြီးတော့မြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်ကလေးမဖြစ်လိုက်ဘူးလားဖြစ်လိုက်တယ်ဒါမြတ်စွာဘုရားပဲအတုမရှိဘုရားပဲတင့်တယ်လိုက်တာတပ်ပယ်လိုက်တာနဲ့ကြည်ညိုတဲ့သင်္ခါရလေးအဲ့ဒီသင်္ခါရကုသိုလ်ကြောင့်သင်္ခါရပစ္စယဝိညာဏဆိုပြီးနတ်ပရိသေတွေဝိညာဉ်သွားဖြစ်တယ်အဲ့ဒါကြီးကို तू ကကောင်းကောင်းသိတယ်ဉာဏ်နဲ့ပြန်ရှင်ပြီးတော့သုံးသပ်ကြည့်လိုက်တာဟာငါဖျားကြည်ညိုတဲ့စိတ်ကြောင့်နတ်ပြည်ရောက်လာတာဗါလဲကုသိုလ်အဲ့ဒီစိတ်ကလေးကကုသိုလ်စိတ်လားအကုသိုလ်စိတ်လားကုသလဝိပဿစိတ်နဲ့သုတိစိတ်ကြပရိသေတွေနေတာအဲ့ဒီသုတိစိတ်ကဟိုဘက်မှာပရိသေတွေစိတ်ဖြစ်တယ်ရှင်းလားအဲ့တော့ကုသလဝိပဿစိတ်ဒီဘက်ကအာယုံပြုပြီးတော့မှဒီဘက်သုတိစိတ်ကြပရိသေတွေနေတော့ဒီကုသလဝိပဿအာယုံကိုသွားပြီးအာယုံပြုတဲ့အတွက်ကောင်းကောင်းကြီးသိတော့မှငါအဖေပဲရောက်နေလေလှမ်းကြည့်ဟိုမှာသင်္ချိုင်းကုန်းမှာငိုကောင်းတော့ဘာဖြစ်လဲဟောတာဝရိန္ဒာဆိုတာတကယ်တော့သူသာမေ့သွားလိုက်ရင်ခဏပဲမေ့တာဝရိန္ဒာလူပြည်နှစ်တရာမှာတာဝရိန္ဒာတရက်တာဝရိန္ဒာမှာသူတနာရီလောက်ကလေးဟိုမှာကိစ္စဝိစ္စရှုပ်လိုက်တရားကောင်းနေတကောင်မှမရှိတော့အကုန်သိပြီရှင်းတယ်နော်အဲ့တော့ तू ကသတိရလိုက်တဲ့အချိန်ချက်ချင်းကြည့်တော့သူ့အဖေကငိုကောင်းတော့တင်ကြကုန်ငါရှိနေတုန်းကတော့ဆေးကုပေးရကောင်းမှမသိဘူးကစီနေတဲ့ဖေအခုကြမှာတင်ကြကုန်သွားပြီးငါတန်းတငိုးနေတိုးတော်လည်းပဲအဖေဟာအဖေပဲသွားပြီးကျေးဇူးဆက်အောင်ဖြစ်ဆိုပြီးတော့နတ်သားပြန်ဆင်းလာသူကနတ်သမီးတစ်ထောင်ခဏထောင်ဒါပိုင်မိသားတွေအေးစီဟုတ်လားချင်းရကြက်ပဲချင်းရိုက်ပေါ့နော်အဲ့တော့လူပြည်ပြန်ဆင်းလာပြီးဒီဘက်ကတင်ချိုင်းကုန်းဂူမာငိုရင်းနဲ့အဖေနဲ့မလန်းမကမ်းမှမတ်တက်ရပြီးလက်မြောက်အသေးတန်ကိုသူ့ရဲ့အတိတ်ဘဝကမတ္တကုံတလီပုံနာကြီးရဲ့သားရဲ့အသွင်ကိုပဲဆောင်ထားတယ်သူကနော်ပုံနာကြီးရဲ့အသားအသွင်နဲ့တခါတည်းချုံပွဲချငိုဟိုပုံနာကြီးငိုနေတဲ့အတန်ထက်ပိုချအောင်ငိုတတ်ပေါ့ငိုတဲ့နှစ်ယောက်တင်ချိုင်းကုန်းမှာဆုံးပြီနော်ဆိုတော့ပထမပုံနာကြီးကသူ့အချိန်နဲ့သူငိုနေတာငါသားရဲ့အဖေစီလာလဲပါအောင်ဘာဖြစ်ညာဖြစ်ပေါ့ဗျာနော်ဒါလေးပြောမလို့တော့အလုပ်ချုပ်ခင်ဗျားတို့တတ်ပါလေကျွမ်းကျင်ပြီးသားနော်ဟိုကသူ့အတန်တဲ့ခက်ကြဲကြဲငိုတော့လူတွေရဲ့ထုံးစံလေးအာယုံတစ်ဖက်ရောက်သွားဟိုကောင်ဘာလုံးငိုလဲကြည့်လိုက်တော့လက်ထောင်းကပြောင်နဲ့သူ့သားနဲ့တူလိုက်တာဟဲ့မထကုန်းတလီလိုပဲနားသွားကြည့်တယ်တော်တူတယ်အမေသူကသားပြောက်လို့ပူဆွေးနေတယ်လို့ဆိုတော့သားနဲ့တူတာတွေ့တော့စိတ်ထဲဘယ်လိုဖြစ်လဲသားလို့မှတ်ပြီးတော့အမလီသူကချစ်တော့ဟဲ့သားမင်းဘာဖြစ်လို့လာငိုနေတာလို့သားမှာရွှေရထားကြီးရှိတယ်ဘာရှိရွှေရထားကြီးအလွန်လှတဲ့ရထားကြီးရှိတယ်အဲ့ဒါဘိန်းမရှိလို့ငိုနေတာဘာ
ဘာလဲဆိုတော့အော်ငါသားရဲ့ဒါများအခက်လို့မင်းရလဲဘာဘိန်းလိုချင်တာတော့ရွှေဘိန်းလားငွေဘိန်းလားယတနာဘိန်းလားငါလုတ်ပေးမှာပေါ့အဖဘိန်းမပြောစမ်းမင်းဒါခက်တာလည်းမဟုတ်ဘဲနဲ့မင်းငိုနေရမယ့်ကိစ္စမဟုတ်ဘူးအမေ तू ကသူ့သားလို့ချစ်သွားပြီကိုဟုတ်လားဘာဘိန်းလိုချင်တာတော့ရွှေဘိန်းလားအဖကျွန်တော်ယထာရွှေယထာအာနာဆိုရွှေဘိန်းပေးမယ်ငါပေးမယ်ဟောသားလို့တဲ့ပုဂ္ဂိုလ်ကငါရှိတော့နှတောင်းတောင်ပရိန်အိုက်ပတ်စံကုန်ပါဆိုလို့သူ့ဟာသူပြားပြီးလိတ်ပေးတာခုတော့ရွှေဘိန်းပေးမယ်သဘောပါလားလူတွေကတလွဲစပင်ကောင်းတော့လှုပ်တင်လှုပ်ထိုက်တဲ့အချိန်မှာလှုပ်ရကောင်းမှအခါလွန်သွားမှနောင်တရနေတာမျိုးမရှိဘူးလားအဲ့အချိန်ကျမှကယ်လို့အခုသူ့သားဟုတ်သေးလားမဟုတ်တော့ဘူးမဟုတ်တော့မှသားလို့ချစ်ပြီးတော့ရွှေဘိန်းကြီးလုပ်ပေးပါမယ်လေအမှန်တရားရဖို့ကောင်းတယ်ဟိုသားကြည့်ငါယောဂဖြစ်နေတဲ့တောင်ဆေးကုမပေးတဲ့အဖေကခုဘာလို့မလို့လဲရွှေဘိန်းဘယ်လောက်ကြီးတဲ့ရွှေဘိန်းတို့ကဲငါသားပြောသားမဲဘယ်လောက်ကြီးတာမဟုတ်လို့တော့တကယ်လားအဘတကယ်လုပ်ပေးမှာပေါ့ငါသားရမင်းလိုတာပြောငါမင်းလိုတာပြောငါဒီမှာသားပြောင်းနေလို့ငါစိတ်ပူနေပြောအဲ့လာမင်းမမြင်ရသေးဘူးနော်ရောက်မလာသေးဘူးပုံမှန်ရှိလားအေးလာမင်းကြီးဘယ်လိုနေလို့အဲ့ဒီလာမင်းကြီးတော့ဘိန်းလိုချင်ဘယ်လောက်တဲ့နေမင်းလမင်းလောက်ဘိန်းလိုချင်တာတဲ့ဘယ်သူကပြောတော့သားပဲမဲ့သားဟုတ်သေးရဲ့လားဘယ်သူဖြစ်သွားပြီတော့နတ်သားဟုတ်ကလားအဲ့ဒီကောင်းကင်ကနေလုံးလလုံးလောက်ဘိန်းလိုချင်တာမင်းဟာယူနေလားကွာနော်ရှာမင်းယထာဘယ်လောက်ကြီးလို့တော့နော်မင်းဟာဒါယူမိုက်လာငိုနေတာလကားနေမင်းမဖြစ်နိုင်တာဘူးလာပြီးပြောနေလောက်လလောက်ဘလို့သွားလုပ်မလဲဒါဖြစ်ရင်လည်းအဘရောဘာလို့လာငိုနေတာလဲဘာလို့လာငိုသားတည်သွားလို့ဟုတ်ကဲ့လားဟိုမှာအယိုးပြပဲရှိတော့တယ်နော်ငါသားလေးတည်သွားလို့ကွာသားကိုလွမ်းလုံးလို့ဒီမှာလာငိုနေတာအဖကျွန်တော်ကိုကြတော့နေလောက်လှဲဘိန်းလိုချင်တယ်ဆိုတော့ယူတယ်ပြောဟိုနေနဲ့လာမြင်ရတယ်လေတဲ့ဘာသာမြင်ရသေးလို့လားဟုတ်လားမြင်ရတာကိုတောင်းတဲ့လူနဲ့မမြင်ရတာတောင်းတာဘယ်သူပိုယူတော့လဲပြီးရောကွာသဘောပါသလားမြင်ရတာကိုလိုချင်လို့နော်မြင်နေရပြီမြင်နေရတာကိုလိုချင်တဲ့လူနဲ့မမြင်ရတာလိုချင်နေတဲ့လူဘယ်သူကပိုယူတော့ဒီမှာလို့စဉ်းစားကြနော်အဲ့တော့မှဒီမှာပုံနာကြီးကငါသားဘာပြောတာအဘစဉ်းစားကြည့်လေတဲ့ကျွန်တော်နေနဲ့လာကမြင်ရတယ်မြင်ရတာတောင်းနေတာဘာသားပဲမလဲမရိုးတော်မရှိတော့ဘာဖြစ်သွားလဲပြဖြစ်သွားပုံနာကြီးစိတ်ထဲမှာဟိုင်းဒီကလေးပြောတာမှန်လိုက်တာမဖြစ်နိုင်တာကြီးငါတန်းတာဟုတ်ကလားဖြစ်နိုင်တော့က तू လုပ်သလားဖြစ်နိုင်တော့ကမလုပ်ဘူးနော်အချိန်မီတော့လုပ်တဲ့နာဘာတခုမှမလုပ်ဆိုတော့မှငါ့ကိုတရားပြနေတာပဲတဲ့သူ့ရင်ထဲမှာသားအတွက်ပူနေတဲ့အပူတွေ9 ရက် 9 လီပေါ့ကွာနော်ရက်လက်ပြီးတဲ့အထိငိုနေတာ9 ရက် 9 လီပူနေတဲ့အပူကရေစင်ဖြန်းပြီးညှိမ့်လိုက်တယ်လို့ပဲ
အေးသွားဟာအတာမင်းကတရားပြတာမင်းကဆရာဖြစ်ပြီမင်းပြောလိုက်တာငါရင်နဲ့အေးသွားတယ်မဖြစ်နိုင်တာတွေတောင်းတပြီးပူနေတာတမင်တက်တက်ယူထားတာဟုတ်လားငိုနေလို့တည်တဲ့လူပြန်ရှင်းလာမလားပျောက်သွားတဲ့လူပြန်ရောက်လာမလားငိုနေုံနဲ့ဖြစ်မလားကျင်납သလားအဲ့တော့အထိပ္ပယ်မရှိတဲ့လုံငါလုံနေတာပဲတဲ့မင်းငါ့ကိုတရားပြတာငါဆရာဖြစ်ပြီမင်းဘာတူလဲတဲ့ဧကနာမင်းလူမဖြစ်နိုင်ဘူးဆိုတော့ယက္ခလာဂန္ဓပလာတင်ချိုင်းဆောင်လာနော်ဆိုတော့မှအဘတဲ့အဖေအဘဆိုတော့မဟုတ်အဘဆိုတဲ့စကားလုံးမတော့အဖေနော်အဖေကျုပ်ကခမည်းသားအရင်ပါပဲတဲ့ဘလို့ခမည်းသားအရင်ပဲတဲ့မထကုတ်တလီခမည်းတင်ချိုင်းကုန်းမှာငိုနေတဲ့သားဒါပေမဲ့အခုလူလားနတ်လားတရေလားတာဝရိန္ဒာနတ်ပြည်ကလာတာဆိုပြီးသူ့ရဲ့ပုံမှန်အတ္တဘောကြီးကိုပြလိုက်တယ်ပုံမှန်စောစောကစကားပြောလို့ရအောင်လူရောင်ဖန်ဆင်းပြီးတော့လူလိုနေတာသူ့ပုံမှန်အတ္တဘောကြတော့နော်တကာဝုတ်နဂါဝုတ်လောက်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့နတ်ဝတ္တန်စာသူ့ရဲ့အဝတ်အစားတင်ကိုလဲအစီး600တိုက်လောက်ရှိတယ်အဲ့တော့နတ်သားကြီးအကြီးကြီးမင်းကဘယ်လိုလုပ်နတ်ပြည်ရောက်သွားတာလဲတဲ့ဘာကုသိုလ်မှမရှိပဲနဲ့ဟောအဲ့ကြမှာသူ့အိမ်မှာအလူလုပ်ဘူးလားအခုလိုသီလတွေယူဘူးလားဘုဘကောစောင့်ဘူးလားဒါနလည်းမရှိဘူးဘာဝနာရောအဝေးမှဝေးဘာတရားမှမသိတဲ့လူဒီဘာဝနာသူလုပ်မလားဒါဖြင့်ဘာကုသိုလ်မှဟောဒါကြသိပြန်ရောလူတွေအခက်ကြီးဘာကုသိုလ်မှမရှိပဲမင်းကဘယ်လိုလုပ်နှက်သားဖြစ်တာလဲတဲ့ဖေအဲ့ဒါသိကျင်တာတဲ့သိကျင်တယ်ကျုပ်သိမဲမနဲ့ကဘာထူးကြလဲသိလားပဲသိတယ်လူစောနဲ့သူမသိလိုက်သုတိစိတ်ကြကန်နီးမှာဘယ်သူကြွလာသုံးလောကထွတ်ထဂေါရမသဗ္ဗညုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးအိမ်ပေါက်ကိုဆွမ်းကန်ကြွလာတဲ့အဖေကျုပ်ကအိမ်ဘက်ကိုလှည့်ပြီးတော့လမ်းကိုကြောပေးပြီးအိတ်နေတာဘုရားရှင်ကရောင်ကြီးတော်လွတ်လိုက်လို့အဲ့ဒီရောင်ကြီးတွေထူးကြတယ်ဆိုပြီးကျုပ်အားလေးနဲ့ဇွတ်လှည့်ပြီးတော့ကြည့်လိုက်တာမြတ်စွာဘုရားအလွန်ကြီးညိုအလွန်တပ်ပယ်ပြီးတော့ဖူးလို့မဝလောက်အောင်အလွန်တင့်တယ်မှုတော်မူတဲ့မြတ်စွာဘုရားကိုဖူးမြင်ရပြီးတော့ကျုပ်လေးလက်အုပ်ချီတာလက်ကမလို့မရတော့စိတ်ထဲကနေလက်အုပ်ချီပြီးဘုရားကိုကြည်ညိုတဲ့စိတ်ကလေးနဲ့ဘာဖြစ်သွားလဲတည်သွားတာဘုရားကိုကြည်ညိုကမြကလေးစိတ်ကလေးရှင်းလားကုသိုလ်စိတ်ရတန်ဖို့နော်ဒါကြောင့်မို့ဦးဇင်းကသူတော်ကောင်းတို့စောစောကအနန္တနာ၅ပါးအနိုင်မဲ့ကျေးဇူးရှင်တွေကိုကြော့တာအနိုင်မဲ့ကုသိုလ်တွေရနေပါပြီမပြောဘူးလားအေးတရဏဂုံစောင့်တည်တာအနိုင်မဲ့ကုသိုလ်မပြောခဲ့ဘူးလားဗုဒ္ဓံတရဏံကိစ္ဆာမိဗုဒ္ဓံသစ္စာ၄ပါးမြတ်တရားကိုဆရာမကုသေယံမူဉာဏ်တော်မြတ်ဖြင့်ပိုင်းခြားထင်ထင်သိမြင်တော်မူသောမြတ်စွာဘုရားမြတ်စွာဘုရားဆိုတာတဆူတည်းမဟုတ်ဘူးလောကမှာဘုရားဘယ်နှဆူပွင့်ပြီလဲဂင်္ဂါဝါလူတဲစုမကလေးစုဆိုတာဒီကဘာကိုတိတတသဟသေတုသက္ကဝါလေးစုဒေဝတာခုနကမြတ်တို့ပြည်ထဲရွတ်သွားတယ်နော်တကယ်တော့လောကမှာပွင့်ထွားတဲ့ဘုရားရှင်တွေဟာရည်တွက်လို့ညအဲ့တော့ဗုဒ္ဓလို့ပြောလိုက်တဲ့စကားလုံးတစ်လုံးတိုင်းဟာဘုရားရှင်အားလုံးကိုရည်ညွှန်းတာအနန္တဘုရားရှင်တွေကိုတရဏံကိုးကွယ်ရာဟူ၍ဂစ္ဆာမိစိကပ်ပါ၏ဆိုတဲ့ကုသိုလ်အနိုင်မဲ့ကုသိုလ်လို့ဒါကြောင့်ပြောတာအဲ့ဒီဘုရားရှင်တိုင်းဟောတဲ့တရားသစ္စာတရားမဂ္ဂင်၈ပါးနိဗ္ဗာန်တရားဓမ္မံတရဏံဂစ္ဆာမိ
တရားရှင်တိုင်းဟောကြားအပ်သောမဂ္ဂင်၈ပါးနိဗ္ဗာန်တရားတို့ကိုတရဏံကိုးကွယ်ရဟု၍ဂစ္ဆာမိကိုးကွယ်စိတ်ကပ်ပါ၏အနိုင်မဲ့ကုသိုလ်ရှင်းလားစိတ်ပါလက်ပါလုပ်ဖို့ပဲလိုတယ်အခုဘုရားရှင်ကိုဖူးမြော်ကြည်ညိုလိုက်ရတဲ့စိတ်ကလေးအဲ့ဒီတည်ငါကုသိုလ်စိတ်ကလေးနဲ့ဒီမှာကျုပ်စည်းစိမ်ပြလိုက်တယ်နတ်သမီး1000ယူဇနာ30ကျဲတဲ့ဗိမာန်ကြီးရှင်းတယ်နော်ရွှေဗိမာန်ကြီးဆိုအော်သွားတယ်အလိုဖခင်မြင်မလားဒီနေ့ကစပြီးဖះကိုကူးကွယ်ပါဗါလဲငါကသူကဖះမရှိတရားမရှိတန်ခါမရှိတကောင်ကျွတ်နေနေတာရှင်းရလားသူ့ယူဆနဲ့သူအမှန်လုံနေတာအခုဖခင်ဘာကိုကူးကွယ်ဖះကိုကူးကွယ်ပါအခုဒီမှာလက်တွေ့သူပြတရားကိုကူးကွယ်ပါတန်ခါကိုကူးကွယ်ပါဟုတ်ကဲ့လားဖခင်တဲ့လောကမှာဖះမှတပါးကိုးကွယ်ရမရှိတရားမှတပါးသံဃာမှတပါးနောက်သူများအသက်ကိုတပ်ပန်နေသူတစ်ပါးမပေးတဲ့ပစ္စည်းကိုယူပါသူများသားမရပြစ်မှားပါနဲ့မှုသာဂုံးတိုက်တဲ့စကားယုံရင်ကြမ်းတမ်းတဲ့စကားသိမ်ဖြင်းပေါ်ပြတဲ့စကားကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်သူတော်ဘာပစ္စည်းကိုမတရားသဖြင့်လိုချင်စိတ်တွေမဖြစ်စေနဲ့သူတော်ဘာကိုဖျက်လို့ဖျက်စီမကြံစီနဲ့ဟုတ်ကဲ့လားခုဖခင်ရဲ့ကုသိုလ်မရှိအကုသိုလ်မရှိဆိုတဲ့အယူမားကြီးကိုစွန့်လိုက်ပါရှင်းရလားမိစ္ဆာဒိဋ္ဌိတွေစွန့်လိုက်တော့တော့ပါရဲ့လားအကြောင်းကောင်းရင်အကြောင်းမကောင်းရင်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်ယုံသလားအားလုံးယုံသလားကြီးကြီးငယ်ငယ်ရွယ်ရွယ်လက်လက်အားလုံးမှထားသမှာမကောင်းတာလုပ်ရင်ဘာပဲပြီးမလဲကောင်းတာလုပ်မှအဲ့တော့တို့တွေကမကောင်းကျိုးတွေလိုချင်တာလားကောင်းကျိုးတွေလိုဆင်းရဲလိုချင်တာလားချမ်းသာလိုချင်တာဘာရွေးလို့မလဲကောင်းတာရွေးလို့ဖခင်တဲ့လူဘဝရဲ့အနှစ်သာရသည်ဒါနသီလဘာဝနာပါတယ်အဲ့ဒီကောင်းမှုကုသိုလ်တွေလုပ်နိုင်မှလူဖြစ်ရကြနတ်မှာတဲ့ဖခင်ဒီအလုပ်ကိုကောင်းကောင်းလုပ်ရတော့ပြောပြီးဖြတ်ဆိုပြောက်သွားတာဝရဏပြန်သွားပုံနာကြီးတယောက်တည်းတင်ញိုင်းကုန်မှာဟောတရားပြန်သွားပြီတာကြီးမင်းပြောတဲ့အတိုင်းငါဖရာတရားတန်ခါကိုဘာလို့ကိုးကွယ်ပါမယ်ကံ၅ပါးကိုလုံအောင်ထိမ့်ပါမယ်ဒါနသီလတွေလည်းလုပ်ပါမယ်ကွယ်ချက်ချင်းအိပ်ပြန်ပုံနေမကြီးရှင်မလက်ပြန်ငါဘုန်းကြီးတွေဆုံးကပ်မယ်ဖရာမိုးရှိတဲ့တန်ခါဆုံးကပ်မယ်ချက်စမ်းဟမ်တော်ပါပြီလားနော်မိမမျက်စိတွေလဲနော်ဘာမှမမေ့နဲ့ဘယ်လောက်စာလှုပ်ထားမှာခုဇေတဝန်ကျောင်းမှာတန်ခါဘယ်လောက်ရှိသလဲရှိသလောက်ကပ်ဘယ်လောက်ချမ်းသာလဲတော့ပါတယ်နော်အဲ့တော့မှပုံနှိမကြီးကဟဲစုံစမ်းကြမေးကြမြန်းကြလှုပ်ကြပေါ့သူတို့ဘုရားတရားတန်ခါနဲ့ဝေးနေတာကိုအဲ့တော့ပြေးတယ်ပြီးတော့ဘုရားကျောင်းတော်ပုံနာကြီးပြေးပြီးတော့မှမြတ်စွာဘုရားခြေတော်ရင်းကိုဥခိုင်ရှင်ဘုရားလက်ဖြတ်တန်ခါနဲ့တကွတပည့်တော်အိမ်ကိုစွန့်စားကြွတော်မူပါဆိုတော့မြတ်စွာဘုရားလည်းစိတ်နေခြင်းဖြင့်ဝန်ခံလိုက်တယ်ဟုတ်ပြီနော်သူတင်ញိုင်းကညပြန်လာချက်ချင်းစီစဉ်ပြီးတော့မြတ်စွာဘုရားသွားကြွလျှောက်မြတ်စွာဘုရားနောက်တနေ့ကြွလာကြာနာသူဆွန်းလုပ်ကြွေးတယ်ရိုးသေးခါတဲ့တက္ကမကြီးကလည်းတက်ကြွပေါ့ငကိုကလေးအရင်ဒီလိုဖြစ်ချင်နေတာသူ့ယောက်ျားမပြောရဲလို့နော်တမျိုးလုံးကျွတ်တန်းဝင်နေပြီသူတို့ပဲကြံနေတာဟုတ်ကွနော်တာဝတိပြည်ကြီးဆိုတာမြတ်စွာဘုရားရဲ့ဝါအများဆုံးဝါဆိုဝါကတ်ခဲ့တဲ့နေရာဖြစ်သလိုနော်အနာတပိန်ကျောင်းဆောက်လို့
လာပြီးတော့တရားဟောကြတဲ့ကရင်တာဝတိမှာရှိတဲ့လူဦးရေ9ဂရိဆိုတာတန်း80မြန်မာပြည်လူဦးရေထက်များတယ်အဲ့ဒီတန်း80ကတန်း90အရိယာဖြစ်သွားတယ်ရှင်းလားအဲ့တော့တန်း90အရိယာဖြစ်နေတဲ့မြို့တော်ကြီးအုံအုံကြွက်ကြွက်ယရနာ3ပါးကိုးကွယ်နေတာသူတို့အိမ်ကကိုးကွယ်မှုမရှိဘူးအဲ့တော့အခုတော့ဖြင့်ဘုရားဆွမ်းကပ်ခွင့်ရဒကမာကြီးကပြောလို့ဆွမ်းနေကပြီးသွားတော့မှအနာကပေးတက်ကလည်းလေအဲ့ဒီနေ့တာဝတိမြို့ကြီးမှာဟာအဒိဏပုပ္ပကဒါနကုသိုလ်မရှိဘူးသီလကုသိုလ်မရှိဘူးကုသိုလ်မရှိဘူးအကုသိုလ်မရှိဘူးအလူလောက်ကုန်တာပဲဆိုတဲ့ဝါရဖြန့်နေတဲ့မိစ္ဆာအယူရှိတဲ့ပုဂ္ဂိုလ်ကြီးကအလူလုံးနေတဲ့ဆိုတော့တမာဒိဋ္ဌိအရိယာဉာဏ်ရပြီးသားပုဂ္ဂိုလ်တွေကြတော့တာရုတွေခေါ်ဝမ်းမြောက်ပြီးတော့အားပေးကြဖို့ချီးမြှောက်ကြဖို့လာကြမိစ္ဆာဒိဋ္ဌိသမားများကြတော့လေဒါမှားတော့မှားနေလမ်းမတူတကိုင်းစီမြတ်စွာဘုရားကဒါနလုပ်ပါပြောတယ်အဒိဏပုပ္ပကကဒါနမလုပ်ဖို့ပြောတယ်နော်မြတ်စွာဘုရားကကုသိုလ်အကုသိုလ်ဟောတယ်ဟိုကကုသိုလ်လည်းမရှိဘူးအကုသိုလ်လည်းမရှိဘူးပြောတယ်အဲ့တော့နှစ်ယောက်တော့ထိတ်တိုက်တွေ့ပြီးပွဲကြီးပွဲကောင်းတော့ကြည့်ရတော့မှာပဲဆိုလာကြပိဿကလည်းအပြည့်ဒီတော့မှမြတ်စွာဘုရားနာကဆုံးလို့ကြွေးပြီးပိဿကအားလုံးတရားနာဖို့စုဝေးလာကြပြီဆိုတော့အရှင်ဘုရားမြတ်စွာဘုရားကိုစိတ်ကလေးတစ်ချက်ကြည်ညိုကာမြနဲ့နတ်ပြည်ရောက်နိုင်တယ်ဆိုတာဟုတ်သလားဘုရားလူဘုံအလယ်မှာမေးတယ်ဟောပါသလားပါတယ်မြတ်စွာဘုရားကိုစိတ်ကလေးတစ်ချက်ညွတ်ပြီးတော့ကြည်ညိုကာမြကြည်ညိုယုံလေးကြည်ညိုလိုက်တယ်နော်ဗုဒ္ဓံပူဇေးမိတွေလှုပ်လိုက်သလားမလုံနိုင်ဘူးဓမ္မပူဇေးမိသံဃာပူဇေးမိပါသလားဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိပါသလားမပါဘူးနော်ပူဇေးမိတောင်မှလက်အုပ်တောင်ကောင်းကောင်းမချီလိုက်နိုင်ဘာလေးတွေညွတ်လိုက်တာစိတ်လေးတစ်ချက်ညွတ်ယုံနဲ့နတ်ပြည်ရောက်နိုင်တယ်ဆိုတာဟုတ်သလားတဲ့ဆိုတော့မှတခါကြီးကိုယ်တိုင်တွေ့ပြီးပြီပဲလေတဲ့မြတ်စွာဘုရားဟုတ်လားသူတို့နှစ်ယောက်တည်းသင်္ချိုင်းကုန်းမှာဘယ်သူသိတော့သို့တော့မြတ်စွာဘုရားသိမသိတပ္ပံဇာနံတိတိတပ္ပေညုတဉာဏ်တော့ရှင်အလုံးစုံအကုန်သိဒီကိစ္စကြောင့်ပဲမြတ်စွာဘုရားသူ့အိမ်ကြွခဲ့တာဟုတ်ဗျဒါတွေကြိုတင်ပြီးတော့မြတ်စွာဘုရားမြင်ထားပြီးသားမထဂုံတလီသူ့ကိုကြည်ညိုလိုက်မယ်တာဝရိဏနတ်သားရောက်မယ်သူ့ကိုပြန်လာပြောမယ်သူနဲ့မြတ်စွာဘုရားတွေ့မယ်တရားဟောရမယ်သိပြီးသားကြိုတင်ပြီးအကုန်လုံးမြင်ထားပြီးသားမို့လို့အကြောင်းကျိုးတွေမြင်လို့မြတ်စွာဘုရားကြွတာအကြောင်းပဲကြွတာမဟုတ်သဘောပါသလားအဲ့တော့မှတက္ကကြီးသိပြီးသားအတိုင်းပဲတဲ့တက္ကကြီးတို့မနေ့ညကသင်္ချိုင်းကုန်းမှာပြောခဲ့ဆိုခဲ့ကြတယ်မလားဆိုပိဿကအံ့ဩနေတင်သားကိုယ်တိုင်နတ်ပြည်လာပြီးတင့်ကိုပြောခဲ့ပြီပဲတဲ့တင့်ကိုမနေ့ကဘာတွေမှာခဲ့တော့ဘုရားကိုယ်ွယ်ပါတရားကိုယ်ွယ်ပါသံဃာကိုယ်ွယ်ပါသီလလုံခြုံအောင်ထိမှဒါနသီလဘာဝနာပြုပါမပြောလားခုခင်ဗျားတို့ကျုပ်တို့ရဲ့တကယ်လောကမှာတကယ်အားကိုးစရာယောဂရန်၈ပါးနဲ့ကြုံတဲ့အခါအားကိုးစရာပါလေသီလသမာဓိပညာပြန်ပြောကျင့်တတ်ကြလားအဲ့ဒီသီလသမာဓိပညာကိုတိဆောက်ဖို့အတွက်ကိုးကွယ်ရာကမှတရဏဂုံ၃ပါးဘုရားယရဏတရားယရဏအဲ့ဒါကိုးဆိုတာယုံကြည်ကိုးစားစရာမြတ်စွာဘုရားစကားတော်ကိုနားထောင်ပြီးတော့သီလနဲ့ပြည့်စုံအောင်နေမယ်တမာတိတွေတိဆောက်မယ်ပညာတွေပြည့်စုံအောင်လုပ်မယ်ဒီလုပ်ငန်းစဉ်တွေကိုသင်ပေးတာဘယ်သူလို့မြတ်စွာဘုရားအဲ့ဒါကိုးယုံကြည်ကိုးစားစရာဘယ်လောကရန်ကြုံရင်ဘလို့ရင်ဆိုင်ဘယ်သောကတွေဘလို့ဖြောက်ဘယ်ကုသိုလ်တွေဘလို့လုပ်မြတ်စွာဘုရားမပြောဘူးလားအဲ့ဒါကိုးတို့မိညာပြုစရာခိုကိုးစရာတို့ပြဿနာတွေကိုမြတ်စွာဘုရားလာရှင်းပေးမှာမဟုတ်ဘူးဘောပါသလားကိုယ်သီလနဲ့ကိုရှင်းကိုယ်သမာဓိနဲ့ကိုရှင်းသို့တော့သီလသမာဓိပညာအလိုလိုပြည့်စုံလာမှာလားမဟုတ်ဘူးပြည့်စုံအောင်လုပ်ရလုပ်ဖို့အတွက်ခင်ဗျားတို့မှာဘဝကလာတဲ့အရေးအနည်းရှိမရှိ
သင်္ခါရပစ္စယဝိညာဏရလာကြတဲ့ခင်ဗျားတို့အရင်နှီးပါပြီသားသီလသမာဓိပညာကိုဘာနဲ့ပြည့်စုံအောင်လုပ်ကံဉာဏ်ဝိရိယပြန်ပြောအဲ့ဒါလူတိုင်းအတွက်မွေးရပါအရင်နှီးရှင်းလားကိုယ်ကံကာယကံဝစီကံမနောကံအခုမထကုံတလိဘာကံလေးနဲ့နတ်ပြည်ရောက်သွားတယ်မနောကံဘာကံတော့လက်အုပ်ချီနိုင်လိုက်သလားမချီနိုင်ဘူးဗျသူလက်မမနိုင်တော့ဘူးရှင်းသလားဒါမို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဘာတတိဝါကရောတိဝါစိတ်နဲ့တဲ့နှုတ်ကနေစိတ်နဲ့ပဲဆိုစိတ်နဲ့ပဲလက်အုပ်ချီအခု तू ကနှုတ်နဲ့ပြောနိုင်ခြင်းမရှိတော့လက်အုပ်ချီနိုင်ခြင်းလည်းမရှိတော့ဘာနဲ့တော့စိတ်နဲ့ကြည်ညိုလိုက်တာမြတ်စွာဘုရားကိုဟောပါဇက်ကပြောချိန်မရတော့မြတ်စွာဘုရားကိုကြောပါဤလက်လည်းမမနိုင်တော့ဘာနဲ့ပဲကြောလိုက်တာဘာတတိဝါကြောတိဝါစိတ်နဲ့ပဲပြောတယ်စိတ်နဲ့ပဲလှုပ်လိုက်တယ်အဲ့ဒီအလုတ်ကလေးဟာကုသိုလ်ဖြစ်တဲ့အတွက်လူသွားရနောက်ကအရေးလိုက်တယ်လို့ပဲသူ့မှာကောင်းကျိုးတွေမရတော့ဘူးလားတခါကြီးသိပြီးသားပဲတဲ့မှန်လားပါဗျာမှန်လားပါဗျာမင်းညာကတပည့်တော်ကိုကောင်းစွာသွန်သင်ဆုံးမသွားခဲ့တဲ့တပည့်တော်ဆရာတပည့်တော်ရဲ့သားတစ်ဖြစ်လဲမထကုံတလိနတ်သားပါဗျာဆိုတော့ပိဋကမိစ္ဆာဒိဋ္ဌိတွေကပါတယ်ဒီကလားဒီပုံနာနဲ့ဒီဖျားနဲ့စီးဝါးရိုက်ထားပြီဒီလမ်းနော်လမ်းကျုပ်ဇက်တွေလုံနေပုံရပါတယ်ကွာကြည့်ရတယ်တော့ပါလားအခုခေတ်မှာဒီလိုအလံရှုတွေလည်းအများကြီးဟုတ်ကွာအဲ့ဒါခုခေတ်မှာမဟုတ်ဘူးခေတ်တိုင်းရှိတယ်နော်ဒါလှုပ်ရှားပြီထင်တယ်ကွာမြတ်စွာဘုရားဒိဋ္ဌံလိုက်တယ်จิตသားမတ္တကုံတလိတဲ့ပရိသတ်ရဲ့တန်တရားကိုရှင်းစေတည်းဖယ်ရှားပြစ်ပြီးဗာစိတ်နဲ့နေအဲ့ဒီမှာမြတ်စွာဘုရားဒီတရားဟောလိုက်တာနဲ့မထကုံတလိအဖေရောမထကုံတလိနတ်သားရောသောတာပန်တည်ဘာတည်သောတာပန်တည်တယ်ဆိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းသွားပြီဘာတကားပိတ်သွားရှုံးသလားမြတ်သလားဒီစိတ်ကလေးတစ်ချက်ရဲ့တန်ဖိုးရှင်းလားသဘောပေါက်သလားအဲ့တို့တွေခုဒီလောကဓာတ်ကြီးမှာမကောင်းတဲ့စိတ်တွေလွှမ်းခြုံနေကြရင်မကောင်းတာတွေကြီးတွေ့နေမှာပဲကောင်းတဲ့စိတ်ကလေးလွှမ်းခြုံထားရဲ့တယောက်နဲ့တယောက်မေတ္တာတရားကရုဏာတရားမုဒိတာတရားတွေဒါပွားများပြီးနေကြမယ်ဆိုရင်မအေးချမ်းစရာအကြောင်းကျင်တတ်သလားအဲ့ဒီထက်အစစ်မြင့်တဲ့ဝိပဿနာအလုပ်တွေရောခင်ဗျားတို့မသိဘူးလားသိတာပေါ့ရှိတာခန္ဓာဘယ်နှပါအမေပြောတတ်တယ်အလုံးအဲ့ဒီခန္ဓာ၅ပါးအချင်းချင်းရင်ဘာနဲ့ပါအဲ့ဒီယုံနာတစ်ပါးသည်မြဲသောတရားလားမမြဲသောတရားလားကိုပိုင်သလားမပိုင်ဘူးလားကြည်သံသူတို့ကတော့ကြုတ်ထက်သာနေသေးတယ်ကြည့်သဘောပါသလားအဲ့တော့ဒီစိတ်ကလေးနဲ့သာနေရင်လောဘဒေါသမောဟဝိသမလောဘတွေလာစရာအကြောင်းတယောက်နဲ့တယောက်တတ်ခြင်းဖြတ်ခြင်းညှင်းဆဲခြင်းတဲ့စိတ်တွေကြီးနိုင်ငယ်ညှင်းလှုပ်ခြင်းတဲ့စိတ်တွေဘသူသေးသေးကတိမာပြီးရောနေခြင်းတဲ့စိတ်တွေကျင့်တတ်သလားဘဝရဲ့အနှစ်သာရသည်ဒါနာသီလဘာဝနာကျင့်တတ်ကြလားအဲ့ဒီမှာသားဖနှစ်ယောက်တက်သေးတီ8400သောတတ္တဝါတွေကျွတ်တန်းဝင်ဘယ်လောက်ခုနအရိယာဖြစ်ပြီးသားသူတော်စင်ဘက်ကတော့တန်ဝေကတွေရပြီးညံနေတက်ပေါ့မကျွတ်လွတ်သေးတဲ့မိစ္ဆာဒိဋ္ဌိတွေကပွဲကြီးပွဲကောင်းပွဲဆိုလာကြည့်တဲ့ထဲက8400သောတတ္တဝါကျွတ်တန်းအမှန်တန်ကျေးဇူးမများဘူးလားဒီစိတ်အကြောင်းလေးတစ်ချက်ပြောလိုက်တာ ਨੇ အားလုံးသဘောပေါက်ပြီးဟာဒီစိတ်အဓိကရှင်းလားအဲ့တော့သူတော်ကောင်းတို့စိတ်တွေမှာခုနကဩဝါဒပါတိမောက်မှာပထမအပိုက်မှာလေဩဝါဒပါတိမောက်3ပိုက်ရှိပထမအပိုက်မှာလဲသစိတ်တပရိယောတပနစိတ်ကိုဖြူစင်အောင်ထားမယ်ဘာကိုဖြူစင်အောင်ထားမယ်ဒုတိယပိုက်မှာနိဗ္ဗာန်ဝရန္တိဒုက္ခနိဗ္ဗာန်ဆိုတာကိလေသာငြိမ်းအေးတဲ့စိတ်ဘာစိတ်
ကိလေသာချုပ်ငြိမ်းယုံငြိမ်းတဲ့စိတ်ဒီအချမ်းသာဆုံးပဲရှင်းလားနောက်ဆုံးပိုင်းမှာအဓိစိတ်တေစအာယောဘောစိတ်ကိုအစိုးရသူတွေဖြစ်ရမယ်ဗါတယ်အဲ့တော့ဘသူစိတ်ဘသူပိုင်လဲကျေနပ်သလားအဲ့တော့စိတ်ကိုသတိပညာနဲ့ထားရင်ဉာဏ်ဥသိတဲ့စိတ်သတိပညာမပါရင်ကိလေသာဥသိတဲ့စိတ်တရားစိတ်ကိုဘာဥသိရမှာလဲတတိပညာဥသိတဲ့စိတ်ပြန်ပြောငါရင်လည်းမြန်ပြိဋိဘံစလိုက်ချင်တယ်နော်ဒီထုံပွေပွေကတ်တက်မှုံကုတ်ကုတ်တွေနဲ့ညံဆိုတာသတိပညာဥသိတဲ့စိတ်ရှင်းလားဒီမှာသတိပညာမပါတော့ဘာစိတ်ဖြစ်လဲကိလေသာစိတ်ဘာစိတ်လဲကိလေသာစိတ်ဒီမှားသောစိတ်လားမှန်သောစိတ်လားချမ်းသာပိမလားဆင်းရဲပိမလားသဘောပေါက်လားအဲ့တော့ဉာဏ်ဥခြင်းရင်ဘာနဲ့နေတတိပညာနဲ့နေငါပဲပြောရတော့မယ်နင်တို့မပြောနဲ့တော့ရှုပ်လုံးဝပွဲရသိမ့်လို့ရတော့မှာမဟုတ်ဘာနဲ့နေရမလဲဒါကြောင့်တတိထားဝရိယဆိုင်ပညာနဲ့ကြည်ရှင်းရလားအခုဒီမှာတတိပညာတတိလေးတစ်ချက်ဖះစွာဖះတကယ်တော့ဖះရဲ့တရားရဲ့သိတာမဟုတ်ဘူးရုပ်စင်းယူပကာယကြည်ညိုပွဲကောင်းလုံးလို့မမြင်ဘူးသေးတဲ့အယောင်တွေရောမြင်ရလို့အိုးဗုဒ္ဓံနော်မြတ်စွာဘုရားပဲဗုဒ္ဓံပူသေးမိလက်လည်းမမောက်နိုင်ဘူးပါးစပ်ကလည်းမអော်နိုင်ဘူးစိတ်ခဲကနေကြည်ညိုလိုက်တာနဲ့တင်ဘယ်ရောက်သွားတော့နတ်ပြည်အခုနတ်ပြည်ကနေဆင်းလာတရားနာရတယ်ဘာဖြစ်သွားလဲသောတာပန်ဒီထက်မြတ်တဲ့ဘဝကျင့်သလားအဲ့တော့စိတ်ကလေးတစ်ချက်တာမင်းတို့ပြင်နိုင်ရင်အကောင်းဆုံးရနိုင်မရနိုင်ယုံသလားကိုယ်စင်ကမဲလာဆွဲတာလားခင်ဗျားတို့လာပြီးချော့တာလားသိမ့်သွင်းတာလားဒါလောကအမှန်တရားကောင်းတာလုပ်ရင်အဲ့တော့အကောင်းဖြစ်ချင်ရင်ဘာလုပ်ကောင်းတာရွေးလို့ကောင်းသောစိတ်ဓာတ်မွေးကျင်납ပြီလားကဲဒီဖြည့်သိရင်တို့ဘဝတို့အကောင်းဆုံးနေလို့ရနိုင်မရနိုင်အဲ့တော့တပေါင်းလာပြည့်တဲ့ညအမလန်အတန်မင်္ဂလာရှိတဲ့ညချမ်းမှာမင်္ဂလာရှိသောတရားမနာရဘူးလားတို့ဘာလေးပြင်အောင်ပဲကျင်납ကြလားစိတ်ဘာနဲ့ပြင်မှာတတိပညာအမေမှတ်မိသွားပြီလောက်ဆိုမစိုးဘာနဲ့ပြင်မယ်ကျင်납သလားအဲ့တော့တတိထားဝရိယဆိုင်ဘာနဲ့ကြည့်ပညာနဲ့ကြည့်တကယ်တော့ပညာနဲ့ကြည့်လိုက်တော့တကယ်ပညာအမြင့်ဆုံးဟာရုပ်ပညာနာမ်ပညာအနိစ္စဒုက္ခအနတ္တဒီလက္ခဏာကြီး၃ပါးထက်မြင့်မြတ်တဲ့ပညာမှတ်ထားအဲ့ဒီ၃ပါးသာခင်ဗျားတို့ပိုင်နိုင်သိရင်လက်ဆုပ်လက်ကရလိုက်မှာကမက်ပညာဖို့ပညာသောတပတ္တိဘွဲတစိတ်တဂရဂံမိဘွဲတစိတ်အနာဂံမိဘွဲတစိတ်အရဟတမစိတ်အဲ့ဒါဘယ်သူမှလက်မှတ်ပေးစရာမလိုထာဝရတည်မြဲနေတဲ့ဘယ်တော့မှမပြောင်းပြတ်တော့တဲ့တစိတ်အဲ့ဒါရအောင်ယူသွားကြံတဲ့တစိတ်တွေအကုန်ထားခဲ့ရမှာရှင်းလားစီးစိမ်တွေယူသွားလို့ညာရူးတွေယူသွားလို့သောတာပန်ဖြစ်ပြီးသွားရင်ဘယ်တော့မှမပြောက်တော့မပြတ်တော့ရှင်းလားကြည်ရောကျင်납သလားဒါဖြင့်ဒီနေ့ကစပြီးသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မလဲတို့မှာဘုရားတရားသံဃာဖြင့်ကိုးကွယ်စရာရှိတကယ်တို့အတွက်လက်နဲ့ကကံဉာဏ်ဝရိယကျင်납ကြလားဒီသုံးပါးကိုအကောင်းကောင်းအသုံးပြုပြီးတော့သီလသမာဓိပညာသာပြည့်စုံအောင်လုပ်ရင်တို့ဒီဘဝအချမ်းသာဆုံးရနိုင်မရနိုင်ယုံသလားယုံရင်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘယ်သူကိုဘယ်သူကြည့်မယ်သူများလိုက်ဝေဖန်နေမှာလားကိုဝေဖန်ပါကိုကြည့်လိုက်တော့ယုတ်တရားနဲ့ယုံနာအလုံးကဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာပါသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအေးကဲတော့သစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းမှဖြစ်တဲ့အတွက်မမိတ်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာဝရိယလက်ကင်ထားပြီးတော့
ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီတန်တရာကျွတ်လွတ်ထွက်မြောက်နိုင်ရေးဦးစားပေးပြီးတော့ကြိုးစားကြပါလို့လေးစားစွာနဲ့တိုက်တွန်းရင်းဒီညဒီမြနဲ့ပဲနားကြစို့ကဲအားလုံး10မိနစ်လောက်ကိလေသာငြိမ်းအေးရာအာယုံပြုပြီးနေရရင်မကောင်းလားကဲ10မိနစ်တရားအထုတ်မယ်ဒီချိန်လေးမှာလောဘဒေါသမောဟကိလေသာတွေကိုယ်တဏ္ဍာမှာမဖြစ်အောင်တတိပညာနဲ့နေကြရအောင်အမလင်ခွေထိုင်ထိုင်ဒုတုတ်ထိုင်ထိုင်နှစ်သက်သလိုထိုင်သို့တော်ခါမမထားကောင်းမမထားလက်ဖွားနှစ်ဖက်ရှက်လက်မထိတ်ချင်းထိထားမယ်အရိယာဘုစိတ်တိုင်းကြရင်မျက်လွှာလေးချနာသီးဆုံးမှာတတိကလေးလေးဖြည်းဖြည်းမှန်မှန်ရှုမယ်ဖြည်းဖြည်းမှန်မှန်ပြန်ထုတ်မယ်ဝဝရှုမယ်ဝဝထုတ်မယ်စိတ်မပြတ်လွင့်ပါစေနဲ့မတွေးပါစေနဲ့သနွေတိဆာယဝအနုပါယိနိအဲ့ဒါလိုစိတ်ဖြင့်ပြုအပ်တဲ့စိတ်ဖြင့်ဆိုအပ်စိတ်ဖြင့်ပြုအပ်သောကောင်းမှုကုသိုလ်သည်
ထိုပြုသောသူအားအရေးလိုက်တဲ့ကဲ့သို့လူတော်ရာနောက်သို့အရေးပါတဲ့ကဲ့သို့ချမ်းသာဒုက္ခသည်မပြတ်အစဉ်လိုက်ပါတော့၏မြတ်စွာဘုရားဒီကထာလေးဆုံးလိုက်အစပိုင်းမှာမတ္ထဂုံတလိနတ်သားရဲ့လျှောက်ထားခြင်းမြတ်စွာဘုရားကိုဖူးတွေ့ပြီးတော့သုတိစိတ်ကြဖို့နတ်ပြည်တာဝရိမနတ်ပြည်၌ယူဇနာ30အကျဉ်ရှိသောရွှေဘိမှန်နတ်သမီး1000အချမ်းရန်ဖြင့်3ကဝရှိသောခန္ဓာကိုယ်အတ္တဘောကြီးကိုရတဲ့စည်းစိမ်တွေအကြောင်းနတ်သားကရှောင်းအိုးတရားနာပိဋကကြီးအောပနာအားကြတဲ့စိတ်အတူယူဝယ်စိတ်တွေနဲ့တခါတည်းညွတ်နူးနေတဲ့အချိန်တင်ကြိမ်ကုန်းမှာလေသာတိလို့ပူဆွေးနေတဲ့အဋ္ဌိဏပုပ္ပကတတိကြီးအဋ္ဌိဏပုပ္ပကဘုံနာကြီးသာရှိတုံးကမြူဆက်ရကောင်းမှမသိသာရှိတုံးကပြုတ်တဲ့ပြုတ်တိုက်တာမပြုတ်ဘဲနဲ့သိသွားမှသင်္ကြန်ကုန်းမှာသားကိုတန်းတာပြီးကိုကျွေးဒါကိုတတိယသွားပြီးတော့မထကုံတတိလေးအဖေကိုစိတ်မဆိုးနိုင်ဘူးအဖေဆိုတဲ့ဂုံကျေးဇူးအဖေကျေးဇူးကိုဆက်ဖို့တာဝရိန္ဒနတ်ပြည်ကနေပြီးတော့ဆင်းလာတယ်သင်္ကြန်ကုန်းမှာအဖေငိုနေတဲ့နာသွားပြီးတော့သူငိုခဲ့ပုံအပြန်လန်းပုံနာကြီးနဲ့သူနဲ့ပြောဆိုကြပုံလေးပြောပြီးတတ်တာနားထောင်နေတာတခါလေမြတ်စွာဘုရားကနာသိပြီးသားပြီးတော့မြတ်စွာဘုရားရှေ့ရင်ပြောခိုင်းတယ်ဒီတော့ပုံနာကြီးကမေးတယ်ငါသားဘာကြောင့်လာငိုနေတာလဲဘာကြောင့်အသေးစံလက်ကိုမြောက်ခါနဲ့ဒီလောက်အဘိဓိကျွေးငိုကြွေးနေရတာလေဆိုတော့သူ့မှာယထာတသိရှိပါတယ်ဘိမရှိလို့ပါတဲ့ဘိမတတ်နိုင်လို့ငိုနေတာအမလီတာမြန်ငါပြောစမ်းငါတတ်ပြီမယ်ဗာမိန်လိုချင်တော့ရွှေဘိန်းလားငွေဘိန်းလားပလတိနမ်ဘိန်းလားယရနာဘိန်းလားစိတ်တပြောတကယ်ဘိန်းမလားဘိန်းမဘောငါသားလို့ပဲဟောသားအရင်တော့ကစိတ်ကူပေးဖို့တောင်းအရင်ရောခဲ့တာအခုသားနဲ့တူတဲ့သူတွေ့တော့ပြီးမယ်ဟောငါဖေတရားရဖို့ကောင်းလိုက်တာအဲ့ဒါနဲ့လက်သားကဒါဆိုရင်လည်းပြီးမယ်ဆိုရင်လည်းပြီးပါကဲပြောစမ်းဘယ်လောက်ကြီးတုံးဆိုတော့ဖခင်ကောင်းငင်ကိုမော့ကြည့်လိုက်နေလုံးကြီးမြင်သလားအဲ့ဒီနေလုံးလားလုံးလောက်ရှိတဲ့ဘိန်းကိုလိုချင်တာဆိုတော့ဘိန်းယူနေလားကွာမဖြစ်နိုင်တာလေရှောက်ပြောမင်းဟာစိတ်ကိုနိုင်ရလားဆိုတော့မှဒီလိုဆိုရင်လည်းဖခင်ကဘာလို့ဒီနာလာငိုနေတာလဲပြောပါဦးဆိုတော့ငါသားသိပါလို့ကွာတဲ့သားသိလို့ဒီမှာလာငိုနေတာဒါဆိုရင်ဖခင်ရဲ့တဲ့ကျုပ်ကမြင်နေရတဲ့နေနဲ့လာကိုတန်တာပြီးငိုတာနဲ့မမြင်ရတဲ့ခမည်းသားတန်တာငိုတာဘယ်ဟာပိုယူတယ်လဲတစ်ချက်တည်းအတိတ်ကဓာတ်ခံကောင်းရှိပြီးသားပုဂ္ဂိုလ်ဆိုတော့တစ်ချက်တည်းနဲ့မြင်သွားတယ်။ဒါမှပြီ။မှားတာကိုမှားတယ်လို့သိလိုက်ဝန်ခံလိုက်ရင်ဒါအမတန်ကောင်းတယ်မင်္ဂလာ။အဲ့ဒီကုသိုလ်သူတော်ကောင်းဓာတ်ခံလေးရှိလို့ဖြစ်ဆိုသိသွားတယ်မင်းငါကိုလာပြီးတရားပြတာပဲတဲ့။ငါရင်ထဲမှာတောက်ကတွေမရှိတော့ဘူး။ငါစိတ်အေးပါပြီ။မင်းငါဆရာပဲမင်းဘာလို့လဲတဲ့။ဘယ်ကလာတာလဲ။ဘယ်ရက်ကလဲ။ငါဘယ်လိုသိရမလဲ။ဒီတော့မှသူဟာတဲ့အရင်ဘဝကတည့်ရဲ့သမ္မတ္တဂုံတလီပါပဲအခုတာဝရိန္ဒနတ်ပြည်ကလာခဲ့တယ်နတ်တို့ရဲ့အတ္တဘောကိုပြဒီတော့မှဘုံသားကြီးကမင်းအိမ်မှာဘာကုသိုလ်မှမလုပ်ခဲ့ပဲဘယ်လိုလုပ်နတ်ပြည်ရောက်တာလဲဟောကုသိုလ်လုပ်ရင်နတ်ပြည်ရောက်တယ်လို့တော့သူသိနေတာပဲဒါပေမဲ့သူစည်းစိမ်ကိုသိပြီးမမောလွန်းတော့ဒါနမရှိဘူးဒါနအကျိုးမရှိဘူးဒီလိုလေးလျှောက်ပြောတာတကယ်လောကမှာဒီနေ့ဘုရားဘာသာနိုင်ငံကြီးမြန်မာနိုင်ငံမှာပေါက်ဖွာလာတဲ့လူတွေဘာတွေလုပ်နေကြသူတို့ကုသိုလ်အကုသိုလ်ကြားဘူးနာဝရှိပြီးသားသိပြီးသား
ဘယ်ပေါ်ကကုန်းွယ်တယ်ပြောပြောဒီနိုင်ငံပေါက်ဆိုရင်သိကိုသိတော့ယာရုသမားများကလည်းယာရုနောက်ငန်းငန်းတက်လိုက်တော့တရားကိုမျက်ကွယ်ပြုတယ်စီးစိမ်သမားများကလည်းစီးစိမ်နောက်တကောက်ကောက်လိုက်တော့တရားကိုမျက်ကွယ်ပြုထားတရားကွယ်ရင်ငြိမ်းအေးမှုအလုံးကွယ်တရားပြောက်တာနဲ့ချမ်းသာပြောက်တာပဲဓမ္မလောကေဒုက္ခယသဗ္ဗပါဏိနံလောကမှာမြတ်စွာဘုရားရဲ့တရားတော်တွေပေါ်ပေါက်လာတယ်ဆိုတာအလုံးစုံသောတတ္တဝါတို့ရဲ့ချမ်းသာကိုဖြစ်စေဖို့ဓမ္မလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံဒီလိုဆိုတယ်။ဒါကြောင့်တို့ဓမ္မတွေအဲ့ဒီတရားအလုံးရဲ့ရှေ့ဆောင်မှာလည်းစိတ်ဒီစိတ်ကိုအကောင်းဆုံးထိန်းချောင်းပြုပြင်နိုင်ရင်တို့တွေအေးချမ်းသာရတဲ့ဘဝတစ်ခုကိုကောင်းကောင်းကြီးပိုင်ဆိုင်နိုင်ပါပြီ။ကောင်းသောစိတ်ကကောင်းသောချမ်းသာကိုလူဤသွားရနောက်ကကပ်ပါနေတဲ့အရေးတူပဲ။တက်ချက်မကွာအကျိုးပေးပါလိမ့်မယ်။ကဲအားလုံးဒီနေ့ညကြားရတဲ့တရားဒေသနာကိုသုံးသပ်ပြီးတော့မိမိတဏ္ဍာမှာမိမိစိတ်ကိုတတိပညာဆိုတဲ့ဓမ္မတရားတွေနဲ့ထိန်းချောင်းပြီးတော့အကောင်းဆုံးရှောက်လန်းနိုင်ကြပါစေတတိလည်းမလွတ်ပါစေနဲ့ကြာခင်ချိန်တွင်းမှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းတဲ့စိတ်ကလေးကနန္တရားတရားချလိုက်တာယုတ်တရားယုတ်နံတစ်ခုကိုညာတစ်ခုနဲ့ဆင်ခြင်ပြီးတော့တရားချပေးပါအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါပြီအားလုံးတရားချပေးနိုင်ပါ